သာသနာတော်နှစ်2544ခုကောဇာတက္ကရာ1362ခုနှစ်နေုံလပြည့်ကျော်17ရက်နေ့နေ့လယ်တွင်မွန်ပြည်နယ်ပေါင်မြို့နယ်အလေရွာကျောင်းကလေးကျောင်းတိုက်ဓမ္မရိပ်သာ၌ကျောင်းကလေးဆရာတော်ကအကြည်မှုပြု၍3ကြိမ်မြောက်ကျင်းပအပ်သောကျေးဇူးတော်ရှင်တောင်စွန်းဓမ္မဒုတဆရာတော်ဘုရားကြီး၏ဥပနိဒေယအတိုင်းညွှန်ကြားပြသအပ်သည့်ဓမ္မနုပဒနာတတိပဒံဆယစခန်းတရားအလုပ်ပေးပွဲ၌တန်ယုတ်တနိကေသဂါတာဝကတန်ယုတ်ပါဠိတော်၌လာသောသူဗျာမသုတ်တံကိုတန်စာဆွင်၍ဟောကြားအပ်သောကြောက်တတ်သူများမြဲရှုပွားတရားတော်ဗာတရားတော်တယ်လေကြောက်တတ်သူများမြဲရှုပွားတရားတော်ပါဗျာဒီတရားဒေသနာတော်ကိုမဟောကြသေးမနာကြသေးမီတရားပိုင်ရှင်ဖြစ်တော်မူသောစိန်တရားသုံးလောကထွဋ္ဌသဗ္ဗညုမြတ်စွာဘုရားကိုနမောတတဘုရားရှိခိုးဖြင့်ရှိခိုးကြည်ညိုကြရအောင်အားလုံးသောတရားတော်မှာပေါင်းတော်ကောင်းတို့လက်အုပ်ချီးမူပြီးတော့အာယုံပြုထားကြပါနမောတတဗုဒ္ဓဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တဇေနောဒေဝဗုဒ္ဓစသည်များဖြင့်မင်္ဂအင်ကိုအောင်မြင်တော်မူပြီးသောယောဘဂဝါအကျင့်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်တန္တရပင်္ဂတော်တန္တရာတိဟုသောညွန်ပြောင်းမှာနိမုတ်ဇာနံနင်းမြောက်တည်နေကြကုန်သောလူနာမြမတတ္တဝအနန္တမှန်သမျှတို့ကိုသမௌတရဏတံကောင်းစွာထုတ်ဆဲကတည်းအကျိုးငါကတ္တာပိနိယရောပြုအပ်ပြီးသောဆုတောင်းခြင်းရှိသည်ဖြစ်၍ဘောရိတမ္မာရေအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ဤနတံကိုရကြောင်းဖြစ်သောပါရမီတော်ဆောက်ဥတို့ကိုကိုရိတဝါဖြည့်ကျင့်တော်မူပြီး၍ဗုဒ္ဓဓမ္မေသစ္စာ၄ပါးတရားသိမြင်ဘုရားရှင်ဖြစ်ကြောင်းဖြစ်သောတရားတော်တို့ကိုဉာဏ်နှင့်ဉာဏ်ဖြင့်ကိုယ်တန်တော်ရှာမိတော်မူသည်ရှိသောဘောဓိမန္တံသဗ္ဗညုတဉာဏ်ကြည်ယမန္တိဘောဓိမန္တံမြေဥခိုင်သို့ပတ္တဝါရောက်တော်မူပြီး၍ဓမ္မမောလူနာဗျမတတ္တဝနန္တမန္တမြတို့၏ဉာဏ်ပညာမျက်စိကိုကာကွယ်ပိတ်ဆို့တတ်သောအဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုသာဓမ္မရံတိဟိသူတော်ကောင်းတရားတိဟုသောရောင်ကြည်တော်တို့ဖြင့်ဟန္တဝပယ်ပြည့်ဖြောင်းသွင်းတော်မူပြီး၍ပင်ကဇဇနဝေနယတတ္တဝတိဟုသောကြာကိုဘောဓိတိသစ္စာ၄ပါးမြတ်တရားကိုထင်ရှားမသွေသိစေတော်မူသောအပြင်ပွင့်စေတော်မူခဲ့ပါပေပြီအရဟတော1500ကိလေသာယံသူတို့မှဝေကွာတော်မူပါပေထသောအရဟတော1500ကိလေသာယံသူတို့ကို၄တန်ဉာဏ်မဲ့စိန်တန်လျက်ဖြင့်ဘယ်ပြခုတ်တတ်တော်မူတတ်ပါပေထသောအရဟတောပဋိစ္စသမုပ္ပါချာယဟသို့မပြတ်လေရာတန္တရာဆက်ကြီးကိုကမ္မခရိဉာဏ်ပစိမ့်ဖြင့်ရွယ်ချိန်မိုးလျက်ချိုးပြတ်တော်မူတတ်ပါပေထသောအရဟတောဗျမနာသူသုံးပုံသူတို့ဤပူဇော်ထုကိုခံယူတော်မူတတ်ပါပေထသောအရဟတောယုံမှညဉ့်ညူမကောင်းမှုအကုသိုလ်ဟုသမျှတို့ကိုပြုကျင့်ခြင်း၌ဗုဒ္ဓဟေပင်မင်းဘောဓိယင်္ဂပင်ပယ်ရှင်းဟေတုဘယ်တခုကိုများပြုကျင့်ပွယ်ရာစိတ်ွယ်ရာရရှိတော်မမူပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တယံဘူဉာဏ်ဖြင့်သေစာလေတံတရားမှန်ကိုဝေဖန်ပိုင်းခြားထင်ရှားပိုင်းပိုင်းကိုတော်တိုင်သိမြင်တော်မူတတ်ပါပေထသောသတ္တဘဂဝါတော်ဘုံတော်6စုံတကုတ်ကုံနှင့်ပြည့်စုံကြော်ကြထိုရှင်တော်မြတ်ဘုရားအားမေတရားအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောဘုရားတပည့်တော်ဤအမကံတရားအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောတရားဟောတရားနာဖြစ်ကြတဲ့ဘုရားတပည့်တော်တို့ဤနမောကိုနှုတ်နှလုံး3ပါးပြောင်းပြော့မှန်ကိုလျှော့၍ဘတ်တော်မြတ်တို့ကိုဝေလျောလျက်ရှိခိုးခြင်းသည်အာထုနိညာမစဲအမြဲမကွာမှန်စွာမသွေဖြစ်ပါစေသာမြတ်စွာဘုရား
ဣမိနာဗုဒ္ဓပနာမိနာဤကဲ့သို့ဘုရားရှင်အားရှိခိုးအကြောင်းတည်းဟူသောပနာမကုသိုလ်စေတနာကြောင့်မေမအောင်သေးခင်အောင်ကျတည်းအောင်မြတ်မြောဘုရားတပည့်တော်ဤဒေတုံမကံမအောင်သေးခင်အောင်ကျတည်းအောင်မြတ်မြောတင်တော်စဉ်ပရိသတ်အပေါင်းတို့ဤယတေစိတတော်အကျဉ်းချင်းအလိုရှိအတောင့်တသောကောင်းကျိုးချမ်းသာမင်္ဂလာကျက်တည်းအထွေထွေသည်ယတိဇာတရားအကျဉ်းချင်းအလိုရှိအတောင့်တသောအတိုင်းသမိတ်ဇတုထင်စွာမျက်မှောက်ဝင်လာရောက်၍ဖြိုးမောင်လျံကြီးအမြောက်ကြည်အောင်ပြီးပြည့်စုံပါစေတည်းဘုရားမသောတံကိုတန်စာဆင်ပြီးတော့ကြောက်တတ်သူများမြဲရှုပွားဆိုတဲ့တရားကိုဟောကြားနာကြရအောင်ကြောက်တတ်သူဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တရားဓမ္မတွေကြောက်ပုံကြောက်နည်းအမျိုးမျိုးရှိကြတယ်အဲ့တော့ကြောက်ပုံကြောက်နည်းအမျိုးမျိုးကိုအရင်လိုက်ဆိုကြည့်စာဝတ်နေရာဆင်းရဲမှကြောက်ရှာကြလေသည်စာဝတ်နေရာဆင်းရဲမှကြောက်ရှာကြလေသည်စာဝတ်နေရာဆင်းရဲမှကြောက်ရှာကြလေသည်ဆိုလိုက်ပါစာဝတ်နေရာဆင်းရဲမှကြောက်ရှာကြလေသည်စာဝတ်နေရာဆင်းရဲမှကြောက်ရှာကြလေသည်စာဝတ်နေရာဆင်းရဲမှကြောက်ရှာကြလေသည်ကဲတူငါတတ္တဝါတွေကစားရမှာဝတ်ရမှာနေရမှာအတွက်နေတိုင်းရှာဖွေနေကြတာမစားရမှာလဲကြောက်တာပဲမဝတ်ရမှာလဲကြောက်တာပဲနေစရာမရှိမှာလဲကြောက်တာပဲတဲ့ဇာဝတ်နေရဆင်းရဲမှာမကြောက်ဘူးလားကြောက်လားကြောက်ပါဗျာကြောက်တယ်နေတိုင်းရှာနေတာအဲ့ဒီအတွက်ပဲရှာနေကြတာနေစဉ်သွားပြီးတော့အလုပ်လုပ်ကြတယ်ရှာကြတယ်မင်းတို့ဘာအတွက်လဲဆိုရင်စားဖို့ဝတ်ဖို့နေဖို့တဲ့အဲ့ဒီအရေးသုံးပါးအတွက်နေတိုင်းရှာနေတယ်ဆိုတာမစားရမှာလဲကြောက်တယ်အစာဆင်းရဲမှာကြောက်တယ်မဝတ်ရမှာလဲကြောက်တယ်အဝတ်ဆင်းရဲမှာကိုကြောက်တယ်နေစရာမရှိမှာကိုလဲကြောက်တယ်တဲ့အဲ့ဒီစာဝတ်နေရေးဆိုတဲ့အရေးသုံးပါးကိုလူတိုင်းမကြောက်ဘူးလားကြောက်လားကြောက်ပါဗျာကြောက်တယ်တချို့ဆိုရင်လေကိုယ်ဘာသာကိုပြစ်သွားတဲ့အထီတောင်ကြောက်ကြတာတဲ့ဈေးဝါးရေးမပြေလည်ဘူးအိမ်မှာကြည့်လိုက်တော့လဲစားစရာတောက်စရာမရှိအဲ့တော့မိမိတို့ကိုးကွယ်တာကဘာဘာသာလဲဗုဒ္ဓဘာသာဒါပေမဲ့လို့ကိုယ်ဘာသာကိုစွန့်ပြီးတော့လေအဲ့ဒါတခြားဘာသာဝင်တွေနဲ့အိမ်တော်ပြုတခြားဘာသာဝင်တွေနောက်လိုက်သွားကိုယ်ဘာသာကိုလုံးဝစွန့်သွားတာအဲ့ဒါဘာအတွက်လဲစားဝတ်နေရေးအတွက်မပြေလည်လို့အဲ့ဒါပြေလည်တဲ့သူတွေနဲ့ယူပြီးတော့ပြေလည်တဲ့သူတွေနောက်ကိုလိုက်သွားဘာသာစွန့်တဲ့အထိဖြစ်သွားကြတယ်တဲ့ဒါကြောင့်လူတိုင်းဟာစားဝတ်နေရေးဆင်းရဲမှာကိုကြောက်ကြတယ်နောက်တစ်ခါကျတော့ဒါတစ်မျိုးပဲကြောက်တာလားဆိုတော့မဟုတ်သေးဘူးလိုက်ဆိုကြည့်ချစ်သူများစွာရှိဥစ္စာခွဲခွာသေးမှကြောက်လေသည်ချစ်သူများစွာရှိဥစ္စာခွဲခွာသေးမှကြောက်လေသည်ချစ်သူများစွာရှိဥစ္စာခွဲခွာသေးမှကြောက်လေသည်ဆိုလိုက်ပါချစ်သူများစွာရှိဥစ္စာခွဲခွာသေးမှကြောက်လေသည်ချစ်သူများစွာရှိဥစ္စာခွဲခွာသေးမှကြောက်လေသည်ချစ်သူများစွာရှိဥစ္စာခွဲခွာသေးမှကြောက်လေသည်ကဲဒုတိယကြောက်တာတစ်မျိုးကမိမိတို့ချစ်ခင်နှစ်သက်နေတဲ့ဇနီးမယားသမီးသားမိဘဆွေမျိုးညာတကာတွေနဲ့ခွဲခွာရမှာကြောက်တယ်တဲ့ရှင်ခွဲလည်းပဲကွဲတယ်သေခွဲလည်းပဲကွဲတယ်အဲ့တော့ရှင်ခွဲမှလည်းမကြောက်ဘူးလားကြောက်ပါဗျာကြောက်တယ်သားကတခြားသမီးကတခြားမိဘကတခြားအဲ့ဒီလိုဘယ်သူမှမနေကြကြဘူးတားနိုင်ရင်မိသားတစ်ခုလုံးဟာတစုတယုံနဲ့နေကြကြတာတဲ့အသက်ရှင်စဉ်မှာလည်းခွဲမနေခြင်းတလို့ပဲသေခွဲရမှာလည်းမကြောက်ဘူးလားကြောက်လားကြောက်ပါဗျာကြောက်တယ်သားကိုသေမှကြောက်သမီးကိုသေမှကြောက်မိမိတို့ကိုယ်တိုင်နဲ့သေမှကြောက်မိဘကိုသေမှကြောက်အဲ့ဒါကြောင့်ပဲငွေကုန်ကြီးကြခံပြီးတော့မသေးအောင်ဆိုပြီးတော့ဆေးဝါးမျိုးစုံနဲ့ကုသနေကြတာ
အဲ့တော့ချစ်သူများစွာနဲ့သေခွဲရှင်ခွဲခွဲခွာရမှာကြောက်တယ်အထူးသဖြင့်တော့သေခွဲခွဲရမှာကိုကြောက်တယ်တဲ့ဒါတင်မကသေးဘူးမိမိတို့ရှာဖွေထားတဲ့စီးပွားဥစ္စာတွေနဲ့လည်းခွဲခွာရမှာကြောက်တယ်လိုချင်လုံးလို့ရှာထားတဲ့စီးပွားဥစ္စာတွေနဲ့ခွဲရမှာလည်းမကြောက်ဘူးလားကြောက်ပါလို့ဗျာအသက်ရှင်နေစဉ်အတွင်းဦးဇင်းတို့ယောဂီတွေပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေရန်သူမျိုး၅ပါးကြောင့်ပျက်စီးသွားမယ်ဆိုရင်ဒီပစ္စည်းနဲ့ကိုယ်နဲ့ကွဲကွာသွားပြီခွဲခွာရပြီအဲဒီလိုဖြစ်မှကြောက်ကြတယ်တဲ့ဒါကရှင်ခွဲပဲအဲ့ဒါသေတဲ့အခါကျတော့ကိုယ်ကအဲ့ဒီပစ္စည်းဝတ္ထုအကုန်လုံးကိုစွန့်ပြီးတော့တမလွန်ကိုသွားရမှာအဲ့ဒီတော့သေခွဲအနေနဲ့လည်းကွဲရမှာဒီတော့မိမိတို့အသက်ရှင်စဉ်အချိန်တွင်းမှာပဲဇနီးမယားသမီးသားစတဲ့ချစ်သူတွေနဲ့ရှင်ခွဲခွဲတတ်တယ်ဇေဝဥစ္စာတွေနဲ့လည်းရှင်ခွဲခွဲတတ်တယ်မိမိတို့တမလွန်ဘဝသွားပြီးသေပြီဆိုရင်အဲ့ဒီချစ်ခင်သူတွေနဲ့သေခွဲခွဲဇေဝဥစ္စာတွေနဲ့သေခွဲခွဲရတယ်အဲ့ဒီလိုခွဲခွာရမှာသေရမှာလည်းပဲကြောက်ကြတယ်တဲ့အဲ့ဒါတော်တော်များများမကြောက်ဘူးလားကြောက်လားကြောက်ပါဘူးကြောက်တာပဲမခွဲခြင်းမခွာခြင်းကြဘူးအမြဲတကွအမြဲအတူတကွနေခြင်းကြတယ်တဲ့ဒါကလည်းကြောက်ပုံကြောက်နည်းတစ်မျိုးပဲနောက်တစ်မျိုးလိုက်ဆိုကြည့်နောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်နောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်နောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်ဆိုလိုက်ပါနောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်နောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်နောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်မတတ်နိုင်လို့သေရပြီဆိုရင်လည်းပဲလူတိုင်းဟာသေတော့မသေးခြင်းဘူးဒါပေမဲ့သေချရမှာအဲ့လိုသေပြီးရင်လည်းပဲငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်လို့ခေါ်တယ်အပယ်လေးပုံသွားမှာမကြောက်ဘူးလားကြောက်ပါဘူးဗျာကြောက်တာပဲသေပြီးငရဲသွားခြင်းတဲ့လူရှိလားမရှိပါဘူးမရှိဘူးတိရစ္ဆာန်လည်းမရှိဘူးတိရစ္ဆာန်ဖြစ်ခြင်းသူလည်းမရှိဘူးပြိတ္တာဖြစ်ခြင်းသူလည်းမရှိဘူးအတူတကယ်ပုံနဲ့မသွားခြင်းကြဘူးအဲ့တော့သေပြီးလို့ရှိရင်လည်းပဲအဲ့ဒီအပယ်ကိုသွားရမှာလူတိုင်းကြောက်ကြတယ်တဲ့ကဲအဲ့ဒီကြောက်နည်း၃မျိုးမှာဘယ်ဟာကိုကြောက်တာကကောင်းလဲအပယ်ကြမှာကိုကြောက်တာကကောင်းတယ်အဲ့ဒါဆိုရင်ယောဂီတွေအကုသိုလ်တွေမရှောင်ပြစ်ဘူးလားရှောင်ပြစ်ပါရှောင်ပြစ်တယ်ကုသိုလ်တွေလည်းလုပ်ဖြစ်တယ်အဲ့ဒါကိုမကြောက်အပယ်လက်ကွာသွားသူကြခြင်းကြမကြခြင်းနဲ့နောင်ဘဝနောင်ကိုနဲ့ဖြစ်ခြင်းအဖြစ်ခံခြင်းတလို့ခံစမ်းခြင်းတလို့စမ်းပဲဆိုရင်အဲ့ဒီလူမကြောက်တော့ဘူးဒီဘဝမှာ तू မကြောက်တဲ့အတွက်ကြောင့်မလို့ तू လှုပ်ခြင်းအကုန်လုံးလှုပ်တော့မှာတဲ့အကုသိုလ်မှန်သမျှ तू လှုပ်ရဲသွားတယ်ဒါကြောင့်အဲ့ဒီ၃မျိုးတည်းကသေပြီးရင်အပယ်ကိုသွားရမှာနောင်ဘဝအပေရွာသွားရမှာကိုကြောက်တဲ့ကြောက်နည်းသည်မှန်ကန်သောကြောက်နည်းအဲ့ဒါကိုကြောက်မှသာလေတရားလည်းပဲရှာဖြစ်တယ်အပေမကြအောင်ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်တယ်အပေကိုတားမြစ်တဲ့တရားတွေကိုလည်းပဲရှာဖြစ်တယ်တဲ့ဒါဥစဉ်တို့မြတ်စွာဘုရားရှင်လက်ထက်တုန်းကသူ့ပြန်မာလို့ခေါ်တဲ့နတ်သားကြီးတူအဲ့ဒီနတ်သားကြီးတူကသူ့မှာနတ်သမီးအချံအယံ1000ရှိတယ်နတ်သမီးချံရံဘယ်လောက်လဲ1000တော့ရှိပါဘူးအဲ့ဒါနတ်ပြည်မှာလဲထုံးစံလိုဖြစ်နေပြီနတ်သမီးတစ်ဖက်900နတ်သမီးတစ်ဖက်900နဲ့ပြောတော့ဒကာကြီးတွေကသဘောမကျဘူးလားသဘောကျပါဘူးကြာဟမ်အဲ့ဒါတစ်ဖက်900ဆိုတော့1000မောအချံရံ1000နဲ့ဆိုတော့အဲ့ဒါဒကာကြီးတွေကသဘောကျတယ်ဒါပေမဲ့လို့အဲ့ဒါသဘောလဲနင်းကံမကျနဲ့အောင်ရှိတဲ့နတ်မှာရှိတာမရှိတဲ့နတ်ကြတော့လေတယောက်တောင်မှမရှိဘူးတချို့နတ်တွေကြတော့အဲ့ဒါပင်စတိခလို့ခေါ်တဲ့နတ်သားဟာလေနတ်သမီးတယောက်မှမရှိဘူးမြတ်စွာဘုရားပွင့်ကန်နီးပြီသူ့မှာလည်းနတ်သမီးမရှိအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ तू ကနတ်သမီးတယောက်ဝေပစိတ်တိအတူရာကြီးရဲ့သမီးတော်ကို तू ကကြိုက်နေတာဒါပေမဲ့အဲ့အတူရာရဲ့သမီးကလည်းသူ့ကိုပြန်ကိုမကြိုက်ဘူးအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့တရားမင်းခိုင်းတာတွေ तू ကကြေကြေပြွန်ပြွန်လုပ်လို့တရားမင်းကိုယ်တိုင်ဒါသူ့မိဘအရာထားပြီးလိုက်ပြီးတောင်းပန်ပေးလို့အဲ့နတ်သမီးတယောက်တောင်အနိုင်ရတာဒါကြောင့်နတ်ပြည်ရောက်လို့တို့တော့900ကျိန်းတယ်လို့မတွက်နဲ့ဟမ်အဲ့တော့ဟိုမှာတော့အခုဒီမှာသူ့ပြမနတ်သားကြီးကတော့ကုသိုလ်ကောင်းတော့နတ်သမီး1000အချံရံနဲ့အဲ့ဒါဥယျာဉ်နဲ့သွားပြီးတော့သူတို့ဟိုမှာဥယျာဉ်ထဲမှာပျော်ကြတယ်တဲ့တချင်းဆိုတဲ့လူကဆိုပေါ့အဲ့ဒီထဲမှာပင်လေကတိပင်ကြီးဆိုတာရှိတယ်ယူဇနာတရားမြင့်တယ်အဲ့ယူဇနာတရားမြင့်တယ်ဆိုတာမိုင်နဲ့တွက်ကြည့်ရင်လေမိုင်အနည်းဆုံး800ကျော်လောက်မြင့်တာဒါနတ်ပြည်ရဲ့သစ်ပင်ကြီးအဲ့သစ်ပင်ကြီးရဲ့အပင်ကြီးမှာနတ်သားကြီးကထိုင်ပြီးတော့လေသူ့ဘေးနားမှာနတ်သမီး900ကဝိုင်းထားတယ်
ကျန်တဲ့နတ်သမီး900ကအဲ့ဒါသစ်ပင်ပေါ်ကိုတက်ပြီးတော့ပန်းခူးတယ်တဲ့နတ်တွေကထုံးစံတကိုးရှိတယ်သူတို့လိုချင်တဲ့ပန်းပွင့်ကိုလေသစ်ပင်ပေါ်တက်ခူးစရာမလိုဘူးအဲ့ဒီယူဇနာတရားမြင့်ပါစေလိုချင်လို့စိတ်ကလိုချင်တယ်လို့စိတ်ကလေးနဲ့ညွတ်လိုက်ရင်အဲ့ဒီပန်းခိုင်းလေးကလေသူ့ရှိကိုတခါတည်းအလိုလိုကွေးကြလာတာကွေးကြလာတော့မှသူလိုချင်တဲ့ပန်းပွင့်ကိုခူးယူဆွယူရတယ်ရပြီမဲ့လို့အခုအဲ့လိုခူးလာအပင်ပေါ်တက်လာအပင်ပေါ်တက်ပါလားဘာဖြစ်လို့တက်တာတက်ချင်းဦးနီတို့ဖြေတာမှဒုက္ခဦးဇင်းတို့ဆရာတော်ကြီးရှိတော့ကတော့သူ့မေးတယ်ဆရာတော်အဲ့ဒါဘာလို့တက်တာကမြင့်ကျော်ထားလို့တက်တာပေါ့အောက်မှာနေခူးလို့ရပါရဲ့နဲ့အဲ့ဒါအပေါ်တက်တယ်ဆိုပျော်လို့တက်တာဘာဖြစ်လို့လဲပျော်လို့တက်တာအဲ့ဒါနတ်သားကြီးကအဲ့ဒါအောက်မှာနတ်သမီး900နဲ့နေနတ်သမီး900ကအပေါ်မှာတက်ပြီးတော့လေတချင်းဆိုလိုက်ပန်းဝင်လေးခူးလိုက်အောက်ကိုပြစ်ချလိုက်အောက်ကနတ်သမီး900ကအဲ့ဒါအဲ့ပန်းပွင့်တွေလိုက်ကောက်ပြီးတော့ပန်းကုန်းပြီးတော့နတ်သားကြီးရဲ့လက်ဖင်းကိုစွတ်ပေးအဲ့ဒီလိုနဲ့သူတို့နတ်သားကြီးတယောက်ကိုနတ်သမီး1000ဝိုင်းပြီးပြုစုနေကြတာတဲ့ပျော်လို့ရွှင်လို့ပေါ့နတ်ပြည်ဆိုတာကလေတကယ်တွက်ကြည့်လို့ရှိရင်စေးစိမ်ချမ်းသာအနေနဲ့ဆိုတကယ်လိုချင်စရာကောင်းတာဘာဖြစ်လဲဆိုတော့ဦးဇင်းတို့အခုလူပြည်မှာလူချမ်းသာနဲ့ပြောနေတယ်လူချမ်းသာဟာတကယ်အပြည့်အဝချမ်းသာမဟုတ်ဘူးရှာရဖွေရသေးတယ်နတ်ပြည်မှာစီးပွားဥစ္စာလုံးဝမရှာရဘူးလူပြည်မှာပြုတ်ခဲ့တဲ့ကုသိုလ်တွေကိုထိုင်စားတာတဲ့အဲ့ဒါမကောင်းလားကောင်းလားကောင်းပါလေဗျာအာမချွေးတစ်ပေါက်ကြအောင်အလုံးမလုပ်အောင်လူပြည်မှာတော့ဒီမှာထမင်းတနတ်စားဖို့တနေကုန်နေဘူးထဲမှာတို့ရှိမှာတော့စားချိန်တန်လို့ရှိရင်လေအဲ့ပရိသပင်မှာသွားခူးစားလိုက်ပြီးရောဝဲချိန်တန်လည်းပရိသပင်မှာသွားခူးပြီးတော့ဝတ်လိုက်အကုန်လုံးကအပြည့်အစုံပဲအဲ့ဒါစည်းစိမ်ချမ်းသာခံစားတဲ့တက်စည်းစိမ်ချမ်းသာခံစားတဲ့ပုံအဲ့လိုစည်းစိမ်ချမ်းသာတွေခံစားနေတယ်ပေါ်နေတယ်ဆိုတော့ကုသိုလ်လည်းပဲလုပ်ဖြစ်ပါအောင်မလားမလုပ်ဖြစ်ပါဘူးမလုပ်ဖြစ်ဘူးအဲ့တော့လေနတ်ပြည်ရောက်ရင်တော့တို့တော့စည်းစိမ်ချမ်းသာခံစားပလိုက်မယ်လို့အဲ့ဒါမတွက်နဲ့အခန်းစားလွန်လို့ရှိရင်လည်းကုသိုလ်တွေမေ့ပြီးတော့ငရဲကြတတ်တယ်တဲ့အခုစည်းစိမ်ချမ်းသာခံစားနေတာဟောမှစားချိန်တန်လည်းတို့မပူရဘူးဝတ်ချိန်တန်လည်းမပူရဘူးဟုတ်နာသားကြီးနဲ့နာသမီးတွေပန်းတွေခူးပြီးတော့အပူပန်းမရှိတော့တချင်းဆိုလိုက်အဲ့ဒါပန်းခူးလိုက်ပန်းတွေကုန်းလိုက်အဲ့ဒါနာသားကြီးကိုပန်းဆင်ပေးလိုက်တယ်ဒီလိုနဲ့ပျော်နေတာအဲ့လိုပျော်ရင်ကနေပြီးတော့အတော်လေးလဲကြာသွားရောပန်းတွေလည်းတပွင့်မှကြာမလာဘူးတချင်းဆိုတာနေလည်းအကုန်ရက်ကုန်နေတဲ့ပန်းပွင့်တွေကလည်းအောက်ကိုကျွေကြမလာဘူးအဘောကလည်းတချင်းဆိုတာနေမကြတော့ဆိုနတ်သားကြီးကပြုံးကနေဆိုအဲ့ဒီတစ်ပင်ပေါ်ကြည့်လိုက်တော့သူ့နတ်သမီးတယောက်မှမကြံတော့ဘူးအကုန်လုံးနတ်သမီး900သေသွားပြီတဲ့မမြန်ဘူးလားမြန်ပါဗျာအခုတင်တချင်းဆိုပြီးတော့ပန်းခုနေကြတယ်အခုတင်အဲ့ဒီပန်းပင်ပေါ်မှာပဲပျောက်သွားပြီတဲ့လူတွေသေတယ်လို့အလောင်းမကြံဘူးနတ်တွေသေတော့အလောင်းမကြံဘူးသူကအလောင်းမှတခါတည်းပျောက်သွားတာအခုကြည့်လိုက်တော့နတ်သမီးတွေမရှိတော့ဘူးသေသွားပြီဆိုတာသိတော့ဟာငါနတ်သမီးတွေသေသွားပြီဘယ်ရောက်တယ်လဲတခါနဲ့စัจ java လာအနှံ့ကြည့်လိုက်တဲ့အခါကျတော့ဘယ်ရောက်နေလဲဆိုတော့အဝီစီငရဲအိုးထဲမှာရောက်နေပြီတဲ့စောစောတုန်းကတော့တချင်းတွေဆိုပြီးတော့မပြောဘူးလားပြောတယ်ပါဗျာအခုဘယ်ရောက်နေလဲအဝီစီငရဲရောက်နေပြီကဲပါယူပါတစားစားနဲ့ငရဲအိုးမှာငရဲမီးတွေအလောင်းခံနေရပြီတဲ့အဲ့ဒါနဲ့သွားတွေ့ရောနတ်သားကြီးထိတ်လန့်တုန်လို့တော့ကြည်စမ်းအခုတင်တချင်းဆိုပြောနေကြတဲ့ဒီနတ်သမီး900အခုအဝီစီငရဲမှာကဲပါယူပါတစားစားနဲ့မီးလောင်ခံနေရပြီငရဲအိုးတဲ့ကြနေပြီဒုက္ခပဲသူချစ်တဲ့ပုဂ္ဂိုလ်တွေအခုဘာဖြစ်သွားမလဲငရဲကြသွားပြီအဲ့တော့သူစဉ်းစားကြည့်တယ်ငါကောဘယ်တော့သေမှာလဲငါကောဘယ်ကိုသွားမှာလဲလို့သူ့အသက်တန်းနဲ့သူ့သားရကိုကြည့်လိုက်တဲ့အခါကျသူလည်းနောက်9ရက်ဆိုသေပြီနောက်9ရက်လောက်ဆိုသူလည်းသေပြီသေပြီးတော့သူဘယ်သွားမလဲဆိုတော့သူလည်းပဲအဲ့ဒီနတ်သမီးတွေရှိအဝီစီကိုသွားမှာဒုက္ခပဲငရဲကိုကြရမှာကြိုလဲတွေးမိရောနတ်သားကြီးမကြောက်လားကြောက်လားကြောက်ပါတော့ကြောက်တာဗောသေရမှာတော့ကြောက်ပါတယ်ဆိုမှတော့နောင်ဘဝမှာအပေရွာသွားမှာကြောက်လေသည်တဲ့သေပြီးနောက်ဘဝအပေသွားရမှာမကြောက်ဘူးလားကြောက်လားကြောက်ပါတော့ကြောက်တယ်အဲ့ဒါထိတ်လန့်တုံးလို့ရှေ့ကနတ်သမီးတွေငရဲခံနေရတာလဲသူမြင်ရအဲ့ဒီငရဲမျိုးသူလဲခံရအောင်မယ်လဲပြီးရောတခါတည်းစိုးရိမ်တောကတွေဖြစ်ပြီးတော့ငါဒီလိုဖြစ်နေတဲ့စိုးရိမ်တောကတွေဘုရားမတပါးကဲတင်ပေးနိုင်မဲ့သူရှိမှာမဟုတ်ဘူးဘုရားထံပြေးမှဆိုပြီးတော့တခါတည်းနတ်သမီး900နဲ့အတူတကွတချင်းဆိုနေပျော်နေရကနေပြီးတော့ဘုရားထံကိုအတင်းပြေးတော့တာမြတ်စွာဘုရားထံလဲရောက်တော့သူကဂါထာလေးတစ်ခုနဲ့လျှောက်တယ်နေဇံဩတရတတစိတ်တံမိတံနေဇံဩဘိကမိတံမနောအနုပ္ပနေတုကိစေတုအတောဥပတိတေတုဇံသာစေအတိအနုတ္တရတတံဓမ္မေအခါဟိပု္ပ္စိတော
ဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားအနုပန္နေသူမဖြစ်ပေါ်ခဲ့ကုန်သောကိစ္စေသူဆင်းရဲပင်ပန်းခြင်းတို့ကြောင့်၎င်းဩပတိတေသူဖြစ်ပေါ်ပြီးကုန်သောကိစ္စေသူဆင်းရဲပင်ပန်းခြင်းတို့ကြောင့်၎င်းမေတ္တပိတော်ဤစိတ်ဤတံစိတ်တံဤစိတ်သည်မေတ္တပိတော်ဤဣဒံစိတ်တံဤစိတ်သည်ဩတရတတံထိုက်လန့်၍နေပါတော့သည်ဘုရားမေတ္တပိတော်ဤဣဒံမနောဤစိတ်သည်နေဇံအမြဲဥပိ္ပကံစိုးရင်၍နေပါတော့သည်မြတ်စွာဘုရားအနုတ္တရတတံမထိုက်လန့်အပ်သောယံကာရဏအကျင့်အကြောင်းသည်သစေအတ္တိအကယ်၍မြန်ရှိပါညာအံဘောဇီတော်မေအပ်သောတွန်းရှင်တော်မြတ်ဘုရားသည်မေတ္တပိတော်အတံကာရဏထိုမထိုက်လန့်ကြောင်းတရားကောင်းကိုအခါဟိကောင်းစွာမသွေဟောကြားတော်မူပါလေလောမြတ်စွာဘုရားသူကမြတ်စွာဘုရားကိုလျှောက်တာဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်သည်မဖြစ်သေးတဲ့ဆင်းရဲဒုက္ခဖြစ်ပေါ်ပြီးတဲ့ဆင်းရဲဒုက္ခအဲ့ဒီနှမျိုးကိုတွေးပြီးတော့တပည့်တော်စိတ်ဟာထိတ်လန့်နေပါတယ်တုန်လှုပ်နေပါတယ်စိုးရိမ်နေပါတယ်အရှင်ဘုရားမဖြစ်သေးတဲ့ဆင်းရဲတွေကိုဆင်းရဲတွေကြောင့်လည်းပဲသူစိုးရိမ်နေဖြစ်ပြီးသားဆင်းရဲတွေကြောင့်လည်းပဲစိုးရိမ်နေတဲ့မဖြစ်သေးတဲ့ဆင်းရဲဆိုတာကနောက်9ရက်ကြာမှသူခံရမှာဒီငရဲမှာအဲ့ဒီငရဲခံရမှာကြိုမြင်တဲ့အတွက်ကြောင့်မလို့ငရဲဆင်းရဲကမဖြစ်သေးဘူးသူ့မှာစိုးရိမ်နေပြီအဲ့မဖြစ်သေးတဲ့ဆင်းရဲတွေကြောင့်တပည့်တော်စိတ်မှာစိုးရိမ်ပူပန်နေပါတယ်ဗျာဩပတိတေသူဖြစ်ပေါ်ပြီးကုန်သောကိစ္စေသူဆင်းရဲဒုက္ခတို့ကြောင့်၎င်းဖြစ်ပြီးတဲ့ဆင်းရဲဒုက္ခတွေကြောင့်လည်းတပည့်တော်ရဲ့စိတ်ဟာစိုးရိမ်ပူပန်ပါတယ်ထိတ်လန့်တုန်လှုပ်နေပါတယ်ဗျာတပည့်တော်ရဲ့ရှေ့မှာနတ်သမီး900သေးပြီးတော့အဝီစီငရဲကြဆင်းရဲဒုက္ခခံရတာတွေတပည့်တော်မြင်ပြီးပါပြီအဲ့ဒီမြင်ပြီးတဲ့အတွက်တပည့်တော်ရဲ့နတ်သမီး900ငရဲဒုက္ခခံစားနေရတာတွေကိုကြည့်ပြီးတော့လည်းတပည့်တော်စိတ်မကောင်းမှဆင်းရဲလာပါတယ်တုန်လှုပ်လာပါတယ်စိုးရိမ်လာပါတယ်အရှင်ဘုရားတကယ်လို့များမထိတ်လန့်ကြောင်းစိုးရိမ်ကင်းကြောင်းတရားကောင်းရှိမယ်ဆိုရင်တပည့်တော်ကိုဟောကြားတော်မူပါမြတ်စွာဘုရားလို့နတ်သားကသူသိကျင်တဲ့အချက်လက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုရှောက်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားကနိညာတရဘောဇာတပတနိညာတိန္ဒရိယသံဝရံနိညာတရတပနေတကသောထိန်ပတ္တာမိပါဏိနံဒေဝဗုဒ္ဓသောကငြိမ်ပြောင်းအေးရောက်ဖို့မေးလျှောက်လာညဥတုပြမနတံဘောဇသစ္စာလေးအင်းအမှန်မြင်ဖို့ဘောဇင်တရား9ပါးကိုအညာတရမိမိတန်တန်ပန်ပန်လျင်မှန်မှန်မပွားကျင်ပဲထွား၍ပါဏိနံအပေလေးပြဥနာတိဒုက္ခဘေးတို့ကြီးလေးရှားတော့လူနာမြမတတ္တဝါပေါင်းတို့ဤသောတိုင်ဘေးရန်ကင်ပါအေးမြချမ်းသာကြောင့်တရားကောင်းကိုအဟံငါဘုရားတိအပ္ပတိဟတေနအဘိပင်စိတာမရှိသောသာပင်ညုတညာနာသကုဏသာပင်ညုတညာတိဟုသောမျက်လုံးတော်အစုံဖြင့်အောလောကင်တော်ပြီးကြည့်ရှုပင်ကြည့်ရှုပါတော်လဲနပတမိရေရေမမထင်နိုင်မြင်လဲမမြင်နိုင်ပေတော့သည်တကားမြတ်စွာဘုရားရှင်ကသောကငြိမ်ပြောင်းအေးရောက်ဖို့မေးလျှောက်လာညာအိုသူမြမနတ္တသင်ဒီတကယ်စိတ်ထဲမှာဆင်းရဲဒုက္ခရောက်နေတဲ့ထိတ်လန့်တုန်လှုပ်နေတယ်ဆိုလို့ရှိရင်ငါဘုရားကသောကငြိမ်ပြောင်းတရားရောက်ဖို့သောကငြိမ်ပြောင်းအေးရောက်ဖို့ငါဘုရားတရားဟောပေးမယ်ဘောဇသစ္စာလေးအင်းအမှန်မြင်ဖို့ဘောဇင်တရား9ပါးကိုအညာတရမိမိတန်တန်အပန်ပန်လျင်မှန်မှန်မပွားကျင်ပဲထား၍ဘောဇင်9ပါးတရားတွေကိုမပွားဘဲနဲ့ကျင့်ထားမယ်ဆိုရင်ဘောဇင်9ပါးတရားကိုမပွားဘူးဆိုရင်သင်ဒီဘယ်သောအခါမှသောကငြိမ်ပြောင်းအေးရောက်ဖို့မလွယ်ပါဘူးတဲ့ဒါကြောင့်သင်တန်တန်ဖြစ်နေတဲ့ဆိုရင်ပူဆွေးမှုတွေထိတ်လန့်တုန်လှုပ်မှုတွေပျောက်ခြင်းနေဆိုရင်ဘောဇင်9ပါးအကျင့်တရားကိုပွားရမယ်ဘာတရားပွားရမှာဘောဇင်တရားဘောဇင်9ပါးအကျင့်တရားဦးဇင်းတို့တရားဓမ္မတွေကြားဘူးနေကြတယ်ပရိကြီး17တုတ်ထဲမှာလဲဘောဇင်ကတုတ်နေမကောင်းရင်ရွတ်တယ်ဆိုပြီးတော့မကြားဘူးလားကြားဘူးလားကြားဘူးပါဗျာအဲ့ဒီဘောဇင်9ပါးကိုပြောတာဂါထာလေးဆုံးအောင်ကြည့်တပတံအဝတ်အစာမပါသွားပဲတရားရင့်တန်အသင့်မှန်ဖို့ကျင်ကြံကြုတ်ကိုအထုတ်ပိတတန်လေးကအကျင့်မြတ်ကိုအညာတရတတိမပြုခြင်းဝေနေရရွေ၍တွေးကာရှောင်ပဲကားဖြင့်နေသာတလို့နေသမျှကားဖြင့်မာနိနအပယ်လေးပြဩနာတိဒုက္ခဘေးတို့ကြီးလေးရှားတောင်းလူနာမြမတ္တဝါပေါင်းတို့ဤသောတိုင်ဘေးရန်ကင်းပါအေးမြချမ်းသာကြောင့်တရားကောင်းကိုအဟံငါဘယတိအပ္ပတိဟတေနအပိပင်စိတာမရှိသောသာပင်ညုတညာနာသကုဏသာပင်ညုတညာတိဟုသောမျက်လုံးတော်အစုံဖြင့်အောလောကင်တော်ပြီးကြည့်ရှုပင်ကြည့်ရှုပါတော်လဲနပတမိရေရေမမထင်နိုင်မြင်လဲမမြင်နိုင်ပေတော့သည်တကား
ဒုတိယအချက်အနေနဲ့မြတ်စွာဘုရားရှင်ကဒီနတ်သားကိုဘာဖြေပြလဲဆိုတော့လောကငြိမ်ပြောင်းအေးရောက်ဖို့မေးရှာလာညာအိုသူပြမနတ်သားသင်တန်တမှာစိုးရင်ဒိဋ္ဌမှုတွေကြောက်ရွံ့မှုတွေဖြစ်နေတယ်ဆိုရင်တန်လေခအကျင့်ကိုကျင့်ရမယ်ဘာအကျင့်လဲတန်လေခအကျင့်အဝတ်အစားမပလွားပဲတရားရင့်တန်အသင့်မှန်အောင်ကျင့်ကြံကြိုးကိုအထုတ်ပေတတန်လေခအကျင့်မြတ်ကိုအညာတရမပြုကျင်ရဲ့နေရွယ်ရွေ၍တွေးကားတွေးပါရှောင်ဘဲကားဖြင့်နေသားသလိုနေသမျှကားဖြင့်တဲ့ဒီနေ့ကျင့်မယ်၊နေ့ဖြင့်ကျင့်မယ်၊နောက်နှစ်မှကျင့်မယ်စသည်ဖြင့်ဟိုရွှေ့ဒီရွှေ့နေမယ်ဆိုလို့ရှိရင်တဲ့သင်္တန်တန်ဖြစ်နေတဲ့ဆိုရင်တော့ကတွေထိတ်လန့်တုန်လှုပ်မှုတွေဘယ်တော့မှပြောင်းမှာမဟုတ်ဘူးဒါကြောင့်ဆိုရင်တော့ကတဲ့ထိတ်လန့်တုန်လှုပ်မှုတွေပြောင်းချင်တယ်ဆိုရင်တန်လေခအကျင့်ကိုကျင့်ရမယ်အဲ့ဒါအကျင့်2မျိုးရှိသွားပြီစောစောကဘုဇင်အကျင့်အခုတန်လေခအကျင့်နောက်တစ်မျိုးအိန္ဒြိယတံဝရအိန္ဒြေ6ပါးမပေါက်ကြဖို့ထောက်ထားကရုဆောင်စည်းမှုကိုအညာတရတတိမထာကျင်ပဲထား၍ဗာဏိနအပယ်လေးပြအိုနာသေးရဲ့ဒုက္ခဘေတို့ကြီးလေးရှားတောင်လူနာပြမတ္တဝါပေါင်းတို့ဤဒေါ်တိုင်ဘေးရန်ကင်းပါအေးမြချမ်းသာကြောင့်တရားကောင်းကိုအပတ္တယတေနအပိယပင်စေတမရှိတော့တပ်ပင်ညုတညာနာသက္ခုနာဒါပင်ညုတညာတိဟုသောမျက်လုံးတော်အစုံဖြင့်အငါဗျာတိဩလောကင်တော်ပြီကြည့်ရှုပင်ကြည့်ရှုပါတော်လဲနာပတာမိရေရေမမထင်နိုင်မြင်လဲမမြင်နိုင်ပေတော့သည်တကားတတိယအကျင့်တစ်မျိုးအနေနဲ့မြတ်စွာဘုရားရှင်ကအိန္ဒြေ6ပါးကိုလုံခြုံအောင်စောင့်စည်းတဲ့အိန္ဒြိယသံဝရအကျင့်ကိုကျင့်ရမယ်တဲ့ဘာအကျင့်လဲအိန္ဒြိယသံဝရအကျင့်ဒီအကျင့်အမျိုးမျိုးတွေကိုဥစဉ်ပြီးတော့ပြန်ပြီးဟောပြမယ်ဒါဂါထာလေးဆုံးအောင်လို့အဲဒီလိုအိန္ဒြေ6ပါးကိုလုံခြုံအောင်စောင့်စည်းတဲ့အိန္ဒြေ6ပါးကိုလုံခြုံအောင်စောင့်စည်းတဲ့အိန္ဒြိယသံဝရအကျင့်ကိုကျင့်မှသင်္တန်တန်ဖြစ်နေတယ်စိုးရိမ်ပူဆွေးမှုတွေထိတ်လန့်တုန်လှုပ်မှုတွေပြေပြောင်းမယ်အဲ့ဒါမကျင့်ရင်မပြေပြောင်းဘူးတဲ့နောက်တစ်မျိုးကဒါဗနေတကယုံနံခန္ဓာတန္တရာကိုမှန်စွာမဝွန့်ကြံရာရွတ်လျက်စွန့်ရာအမှန်အေးနိဗ္ဗာန်ကြီးကိုအညာတရာတကယ်ရအောင်မကျင့်ဆောင်မဲ့ရောင်ရောင်မမဆူတောင်းထားယုံကများဖြင့်ဗာဏိနအပယ်လေးပြအိုနာတေဒုက္ခဘေတို့ကြီးလေးရှားတောင်းလူနာမြမတ္တဝါပေါင်းတို့ဤဗာဏိနအပယ်လေးပြအိုနာတေဆင်းရဲဘေတို့ကြီးလေးရှားတောင်းလူနာမြမတ္တဝါပေါင်းတို့ဤသောတိုင်ဘေးရန်ကင်းပါအေးမြချမ်းသာကြောင့်တရားကောင်းကိုဟာငါဗျာတိအပတ္တိယတေနအပိပင်စိတာမရှိသောသာပင်ညုတညာနာသကုဏသာပင်ညုတညာတိသောမျက်လုံးတော်အစုံဖြင့်ဩလောကင်တော်ပြီကြည့်ရှုပင်ကြည့်ရှုပါတော်လဲနာပတာမိရေရေမမမြင်နိုင်ထင်လဲမထင်နိုင်ပေတော့သည်တကားမြတ်စွာဘုရားရှင်ကသတုတ္တအချက်အနေနဲ့အဲ့ဒါနိဗ္ဗာန်ရအောင်ဆူတောင်းယုံနဲ့မရဘူးဆိုတာကိုနတ်သားကိုပြောပြတယ်ဒေဝဗုဒ္ဓသောကငြိမ်ပြောင်းအေးရောက်ဖို့မေးလျှောက်လာညာအိုသူပြမနတ်သားဒါဗနေတကံယုံနံခန္ဓာတန္တရာကိုမှန်စွာမဝွန့်ကြံရရွတ်လျက်စွန့်ရအမှန်အေးနိဗ္ဗာန်ကြီးကိုအညာတရတကယ်ရအောင်မကျင့်ဆောင်ပဲရောင်ရောင်မမဆူတောင်းထားယုံကများဖြင့်နိဗ္ဗာန်ရကြောင်းအကျင့်ကောင်းတွေကိုတကယ်မကျင့်မဲနဲ့နိဗ္ဗာန်ရရဘာလို့ဤနိဗ္ဗာန်ရရဘာလို့ဤလို့ဆူတောင်းထားယုံလေးနဲ့တော့နိဗ္ဗာန်ရနိုင်ပါမလားမရနိုင်ပါဘူးဗျာဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ဝါဒကလေဆူတောင်းယုံနဲ့ရတဲ့ဝါဒမဟုတ်ဘူးတဲ့ဆူတောင်းတယ်ဆိုတာရည်မှန်းချက်ထားတာဆူတောင်းတာကဘာလဲရည်မှန်းချက်ထားတာငါလုံးလိုက်တဲ့အလုပ်ဒီအတွက်ပဲဖြစ်ရမယ်လို့အဲ့ဒါရည်မှန်းချက်ပန်းနိုင်ထားတာအဲ့ဒါကဆူတောင်းတာအဲ့ဆူတောင်းပြီးတော့မလုပ်ဘဲနဲ့နေလို့ရပါမလားမရဘူးနိဗ္ဗာန်ကိုလိုတော့လိုချင်တဲ့နိဗ္ဗာန်ရကြောင်းအကျင့်တွေမကျင့်ဘူးဆိုရင်ဘယ်လိုမှမရဘူးဒါဥစဉ်တို့ဟိုတုန်းကကြားဘူးတဲ့ကိုရင်ကြီးတစ်ပါးဘကိုးမှာသူကဘာလဲဆိုတော့စာတတ်ချင်တာမှအခုတိပိဋကဒရဓမ္မဗန္ဒာဂါရိကဆရာတော်ကြီးလို့ကိုတတ်ချင်တာဒါပေမဲ့ပြင်းတာကလည်းအလွန်ပြင်းအဲ့တော့သူကအဲ့ရတဲ့ကထားကုန်မထားဘူးစားပြီးလိုက်အိတ်လိုက်ပြီးတော့အဲ့ရကနိုးတခါပြန်အဲ့လိုအိတ်ပြီးတော့အဲ့ရကနိုးရင်သူကဘာပြောလဲဆိုတော့ငါတိပိဋကဆရာတော်ကြီးလို့စာတတ်ချင်လိုက်တာတဲ့အဲ့လိုអော်ပြီးဝါဆိုတန်ပြီးပြန်အိတ်ရောသူကတတ်ပါမလားမတတ်ပါဘူးဗျာတတ်တော့တတ်ချင်တယ်တတ်အောင်မကြိုးစားရင်တတ်ပါမလားတတ်ပါဘူးဗျာဒုနည်းတူစွာပဲနိဗ္ဗာန်လိုတော့လိုချင်တယ်ရရဘာလို့ရရဘာလို့ရမလားမရပါဘူးဗျာနိဗ္ဗာန်ရကြောင်းအကျင့်ကောင်းတွေမကျင့်ရင်မရဘူးတဲ့ဒါမြတ်စွာဘုရားရှင်ကနတ်သားကိုဟောပေးတဲ့တရား
အဲ့တရားတွေကဥစဉ်တို့တရားဓမ္မတွေကျင့်ဖို့အနေနဲ့ကျင့်စဉ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တဲ့ဘောဇင်အကျင့်ရဲ့တန်လေခအကျင့်ရဲ့အိန္ဒြိယတံဝရအကျင့်ရဲ့အကျင့်၃မျိုးအဲ့အကျင့်၃မျိုးတွေကအိန္ဒြိယတံဝရအကျင့်ဆိုတာလိုက်ဆိုကြည့်အိန္ဒြေ6ပါးမပေါက်ကြထောက်ထားတတိရှိရမည်အိန္ဒြေ6ပါးမပေါက်ကြထောက်ထားတတိရှိရမည်အိန္ဒြေ6ပါးမပေါက်ကြထောက်ထားတတိရှိရမည်ဆိုလိုက်ပါအိန္ဒြေ6ပါးမပေါက်ကြထောက်ထားတတိရှိရမည်အိန္ဒြေ6ပါးမပေါက်ကြထောက်ထားတတိရှိရမည်အိန္ဒြေ6ပါးမပေါက်ကြထောက်ထားတတိရှိရမည်ကဲအိန္ဒြေ6ပါးမပေါက်ကြဖို့တတိထားရမယ်တဲ့အိန္ဒြေမပေါက်ကြဖို့ဘာထားရမှာလဲတတိထားရမယ်အိန္ဒြိယတံဝရသီလလို့ခေါ်တယ်အိန္ဒြိယတံဝရတတိမထားလို့ကတော့လေမြင်တဲ့တတိနဲ့မနေဘူးဆိုလို့ရှိရင်ကြည်လှတာတွေးတော့လောဘတဏကဲမလှဘူးတဲ့ရန်သူတွေးတော့ဒေါသအာဃာတဲ့ဒေါသတရားတွေဖြစ်တတ်တယ်အတန်ကြားတဲ့နေရာလဲဒီတိုင်းပဲကိုယ်အကောင်ပြောတဲ့အတန်ကြားလို့ရှိရင်ဘာဖြစ်လဲလောဘတဏသဘောကျတယ်ထပ်ကြားခြင်းနဲ့ကိုယ်ကိုဆဲတဲ့အတန်ကြားတော့ဒေါသဖြစ်ပြန်ရောဒေါသအာဃာဖြစ်တယ်ကဲဒီတော့ဥစဉ်တို့တရားဓမ္မတွေတတိမထားလို့ရှိရင်မြင်လည်းပဲအကုသိုလ်ပဲကြားလည်းပဲအကုသိုလ်ပဲမိုးလင်းတဲ့ကကိုကအကုသိုလ်ဖြစ်လိုက်တာမိုးချုပ်မျက်စိပိတ်အိတ်တဲ့အထိပါလဲအကုသိုလ်ကြီးတယ်ပဲအဲ့ဒါတတိမထားလို့ကတော့အကုသိုလ်အမြဲဖြစ်နေတာနံလည်းပဲဒီအနတ်နံပြန်ပြီးအကုသိုလ်ဖြစ်ပြန်ရောစားလည်းပဲဒီအရတာကငါမကြိုက်ဘူးဒါချက်ကျွေးပြန်ပြီးဘာဖြစ်လဲအကုသိုလ်ကြိုက်တဲ့ဟာကြတော့ကောင်းလိုက်တာဆိုလောဘတိကျိစားတော့အကုသိုလ်ပဲတို့တူပဲတဲ့အတွေ့အထိလည်းပဲသဘောကျစရာအတွေ့အထိကျတော့လောဘအကုသိုလ်သဘောမကျတဲ့အတွေ့အထိကိုယ့်ကိုရိုက်လို့ထိလာတာမျိုးကျတော့ဒေါသတဲ့ကဲတခုမှအကောင်းမရှိဘူးသတိမထားလို့ရှိရင်သတိထားလို့ရှိရင်လည်းပဲအဲ့ဒီ6ပါးလုံးမှာအကုသိုလ်မဝင်ဘူးဒါတော့မဝင်အောင်ဘယ်လိုသတိထားမလဲမြင်လည်းပဲရှုရမှာကြားလည်းပဲရှုရမှာနားလည်းပဲရှုရမှာပဲအဲ့တော့ယောဂီတွေစဉ်းစားကြည့်မြင်တဲ့အခါမှာရှေ့ကအဆင်းရူပါယုံရှိတယ်ကိုယ်မျက်စိအကြည်ဓာတ်ရှိတယ်မြင်သိစိတ်ရှိတယ်ဘယ်နှမျိုးလဲ3မျိုးရောင်းရင်းနဲ့လဲ3မျိုးရှေ့ကမြင်စရာအဆင်းရူပါယုံလည်းရှိတယ်ယောဂီတို့မှလည်းမျက်စိအကြည်ဓာတ်မရှိဘူးလားရှိပါဗျာအဆင်းတွေဘယ်လောက်ရှိလေယောဂီတို့မျက်စိကန်းနေမြင်ပါမလားမမြင်ဘူးအဲ့တော့မျက်စိအကြည်ဓာတ်လေးလည်းရှိတယ်နောက်မြင်သိစိတ်တဲ့စိတ်လည်းပဲမရှိလို့ရပါမလားမရဘူးစိတ်လည်းပဲရှိတယ်အဲ့တော့ဘယ်နှမျိုးလဲ3မျိုးပါဗျာ3မျိုးကဲဒီတော့လိုက်ဆိုကြည့်အဆင်းမျက်ကြည်ရုပ်ခေါ်သည်မြင်သိစိတ်နံခေါ်လေသည်အဆင်းမျက်ကြည်ရုပ်ခေါ်သည်မြင်သိစိတ်နံခေါ်လေသည်ရှေ့ကမြင်ရတဲ့အဆင်းရဲ့ကိုယ်မျက်စိအကြည်ရဲ့အဲ့နှမျိုးကိုဘာလို့ခေါ်လဲရုပ်ယောဂီတို့မျက်လုံးထဲမှာလေကဲတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ထိုင်ကြည့်အယုတ်ထင်တဲ့နေရာလေးမရှိဘူးလားရှိပါဗျာကိုယ်ပုံလေးထင်တဲ့နေရာသူများမျက်လုံးအိမ်မှာလည်းရှိတယ်ကိုယ်မျက်လုံးအိမ်မှာလည်းရှိတယ်အဲ့ဒါဟာမျက်စိအကြည်လို့ခေါ်တယ်ရှေ့ကမြင်ရတဲ့အဆင်းရဲ့ကိုယ်မျက်စိအကြည်ရဲ့မြင်သိစိတ်ရဲ့3မျိုးတဲ့အဲ့3မျိုးထဲမှာရှေ့ကအဆင်းကလည်းရုပ်မျက်စိအကြည်ကလည်းရုပ်မြင်သိစိတ်ကနာမ်အဆင်းမျက်ကြည်ရုပ်ခေါ်သည်မြင်သိစိတ်နာမ်ခေါ်လေသည်တဲ့ကဲဒီတော့ကိုယ်မျက်စိအကြည်ဓာတ်ကလေးကိုဘယ်လိုရှုမလဲရုပ်ရှေ့ကအဆင်းလည်းပဲဘာမြင်ရုပ်ပဲယောက်ျားမြင်လဲရုပ်မိန်းမမြင်လဲရုပ်ပဲကံနောက်တကခွေးမြင်လဲရုပ်ပဲဘုန်းကြီးမြင်လဲရုပ်ဘာမြင်အကုန်ရုပ်လို့ရှုရမှာမြင်သိစိတ်ကလေးကြတော့နာမ်လို့ရှုကဲအဲ့လိုရှုလိုက်မယ်ဆိုရင်လိုက်ဆိုကြည့်မြင်တဲ့နေရာငါမပါရုပ်နာမ်မြတာဖြစ်လေသည်မြင်တဲ့နေရာငါမပါရုပ်နာမ်မြတာဖြစ်လေသည်အခုဦးဇင်းပြောတဲ့ဤတိုင်းရှုမြင်တဲ့နေရာမှာငါပါသေးလားမပါပါ
ရှေ့ကအဆင်းရှိတယ်ကိုမျက်စိအကြည့်ဓာတ်ရှိတယ်မြင်သိစိတ်ရှိတယ်အဲ့ဒီသုံးခုဆုံးလို့မြင်တယ်လို့ဖြစ်သွားတာငါပါသေးလားမပါပါဘူး ငါမြင်တာလည်းမဟုတ်ဘူးယောက်ျားကိုမြင်တာလည်းမဟုတ်ဘူးမြင်တဲ့နေရာမှာငါပြုတ်သွားတယ်တဲ့ငါပြုတ်တယ်ဆိုတာဒိဋ္ဌိပြုတ်တာဘာပြုတ်တာလဲ ဒိဋ္ဌိပြုတ်တာ ဒိဋ္ဌိပြုတ်တာအဲ့ဒီဒိဋ္ဌိကယောဂီတို့ကိုအပယ်ချနေတာတဲ့ဗျာယောဂီတို့ကိုအပယ်ချတာကဘာကချတာ ဒိဋ္ဌိက ဒိဋ္ဌိကချတာသက်ကာယဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါထင်ရှားရှိနေတဲ့ယုံ nant ကိုသက်ကာယအဲ့သက်ကာယအပေါ်မှာငါပဲသူပဲလို့ယူဆွဲလိုက်တာကဒိဋ္ဌိအဲ့တော့သက်ကာယဒိဋ္ဌိဆိုတာကယုံ nant အပေါ်မှာငါပဲသူပဲယူဆွဲတာကိုသက်ကာယဒိဋ္ဌိခေါ်တယ်အခုအစင်းကလည်းယုံမျက်စိအကြည့်ကလည်းယုံမြင်သိစိတ်ကနံအဲ့ဒီယုံ nant ထင်ရှားမရှိဘူးလား ရှိပါလားဗျာ အဲ့ထင်ရှားရှိတဲ့ယုံ nant ကိုသက်ကာယလို့ခေါ်တယ်အဲ့သက်ကာယကယောဂီတို့ကိုအပယ်ချတာမဟုတ်ဘူးအဲ့ဒီသက်ကာယအပေါ်မှာငါမြင်နေငါမပါလာဘူးလား ပါလာပါ အဲ့လိုငါပဲသူပဲယူဆွဲလိုက်တာကဒိဋ္ဌိအဲ့ဒီဒိဋ္ဌိကအပယ်ချတာဒီနှလုံးတွဲလိုက်တော့သက်ကာယဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီသက်ကာယဒိဋ္ဌိကယောဂီတို့ကိုအပယ်ချနေတာအဲ့ဒါအပယ်ကိုကြစေတတ်တဲ့အကုသိုလ်ကံမှန်သမျှသက်ကာယဒိဋ္ဌိရှိနေရင်အကျိုးပေးတယ်မရှိရင်အကျိုးမပေးဘူးသဗ္ဗနိပိအပါယဂာမိကကမ္မာနိနာမသက်ကာယဒိဋ္ဌိယတတိယေဝအတ္တဒိဋ္ဌိယတတိယေဝဝိပစ္ဆန္တိနောအတ္တတိယဝိပစ္ဆန္တိအပယ်ကိုကြစေတတ်တဲ့ကံမှန်သမျှသက်ကာယဒိဋ္ဌိရှိတုံးမှာအကျိုးပေးတယ်ယုံ nant တွေကိုသူပဲငါပဲယူဆွဲထားတဲ့သက်ကာယဒိဋ္ဌိရှိနေတုံးလေအဲ့ဒါအပယ်ကြစေတတ်တဲ့အကုသိုလ်တွေဘယ်အကုသိုလ်ဖြစ်ဖြစ်ဝင်အကျိုးပေးတာကိုလုပ်ခဲ့တဲ့အကုသိုလ်တွေကအကုသိုလ်တွေလုပ်ခဲ့အောင်တော့ဦးဇင်းတို့တရားဓမ္မတွေမှာရှုမှတ်လို့သက်ကာဒိဋ္ဌိပြုတ်နေတယ်ရုပ်ပဲနာပဲလို့မြင်တယ်ငါဆိုတာမပါဘူးအဲ့ဒီအမြင်ပြုတ်နေတယ်ဆိုသေကံဒီမှာအဲ့ဒီသက်ကာဒိဋ္ဌိပြုတ်ပြီးတော့သေလို့ရှိရင်လေမသေးခင်လုပ်ထားတဲ့အကုသိုလ်တွေကအကျိုးပေးခွင့်မသာတော့ဘူးအဲ့ဒီပုဂ္ဂိုလ်ကကျိန်းတယ်အဲ့ဒါကောင်းတဲ့ပြည်ကိုသွားပြီအဲ့တော့သေကံဒီမှာဒီသက်ကာဒိဋ္ဌိပြုတ်အောင်ရှုဖို့အရေးမကြီးဘူးလား အရေးကြီးပါလားဗျာ သက်ကာဒိဋ္ဌိကပြုတ်နေပါစေယောဂီတို့ပြုတ်ခဲ့တဲ့တာကံအတ္တမအကုသိုလ်တွေလေအမိတကံအဖတကံဖယားကိုသွေးသိတဲ့အောင်လုပ်တဲ့ယဟန္တာတတ်တဲ့တန်ခါသင်ခွဲတဲ့အဲ့လိုကံကြီးတွေကလွဲရင်ကျန်တဲ့အကုသိုလ်ကံတွေကလေတောင်နဲ့အကျိုးဝင်ပေးလို့မရတော့ဘူးသက်ကာဒိဋ္ဌိပြုတ်နေကောင်းတဲ့ပြည်ကျိန်းတွေရောက်မှာမပြောက်ဘူးဆိုရင်တော့သူများအသက်တတ်တဲ့ကံလည်းဝင်ပြီးတော့အကျိုးပေးတာပဲဘဝစိတ်လေးတတ်လည်းဝင်အကျိုးပေးတော့တာပဲအဲ့ကံတွေကဒါကြောင့်မလို့သက်ကာယဒိဋ္ဌိပြုတ်ဖို့ကလေအင်မတန်အရေးကြီးတယ်တဲ့အရေးမကြီးဘူးလား အရေးကြီးပါလားဗျာ သိပြီးတော့အရေးကြီးတာဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုလေဗြဟ္မာကြီးတယောက်ကလာလျှောက်တယ်တတိယဝိယဩမထောတရှမနောဝမတ္တကေကာမရာဂပဟနာယတတ္တောဘိက္ခုပရိပစေဗြဟ္မာကြီးကလာလျှောက်တာဘုံတော်ကြည့်တော်မူသောမြတ်စွာဘုရားယင်ဝမှာလှန်စုနေတဲ့ပုဂ္ဂိုလ်ကလှန်ကြီးကိုအလျင်အမြန်ဆွဲထုတ်လိုက်သလိုခေါင်းကိုမိလောင်နေတဲ့ပုဂ္ဂိုလ်ကခေါင်းမှာလောင်နေတဲ့မိကိုအလျင်အမြန်ငြိမ့်တတ်လိုက်သလိုတတ္တဝါတိုင်းဟာလည်းပဲကာမတဏှာကိုပြုတ်သွားအောင်အရင်ဆုံးဖြုတ်တင်ပါတယ်အရှင်ဘုရားတဲ့ရင်ဝမှာလှန်ဆူးနေတဲ့ပုဂ္ဂိုလ်အဲ့လှန်ချက်နဲ့သေမှာဆိုတော့ဒီလှန်ကိုချွတ်ပြီးသူကုတော့မှာအရေးတကြီးမကုဘူးလားကုမလား ကုပါလားဗျာ ကုမှာခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီမီးလောင်တဲ့ရနဲ့သူသေနိုင်တယ်သေနိုင်တယ်ဆိုတော့ဒီမီးကိုသူအလင်းအမြန်မငြိမ်းဘူးလားငြိမ်းလား ငြိမ်းရမှာဗျာ အဲ့လှန်ဆူးတဲ့ပုဂ္ဂိုလ်ကလှန်ကိုချွတ်ပြီးဆေးကုသလို့ခေါင်းကိုမိလောင်နေတဲ့ပုဂ္ဂိုလ်ကခေါင်းမိကိုအရင်ဆုံးငြိမ့်တတ်တယ်လို့မိမိမှာရှိတဲ့ကာမတဏှာကိုအရင်ဆုံးတတ်တင်ပါတယ်မြတ်စွာဘုရားလို့ဗြဟ္မာကြီးကလျှောက်တော့မြတ်စွာဘုရားကဘာပြန်ပြီးတော့မိတ်လဲဆိုတော့တတိယဝိယဩမတောတရှမနောဝမတ္တကေသက်ကာယဒိဋ္ဌိပဟနာယတတ္တောဘိက္ခုပရိပစေဟိုဗြဟ္မာတဲ့ခေါင်းကိုမိလောင်နေတဲ့ပုဂ္ဂိုလ်ကသူ့ခေါင်းမှာလောင်နေတဲ့မိကိုအလျင်အမြန်ငြိမ့်တတ်တယ်လို့ရင်ဝလှန်စုနေတဲ့ပုဂ္ဂိုလ်ကသူ့ရင်ဝမှာစုနေတဲ့လံကိုအလျင်အမြန်ဆွဲထုတ်တယ်လို့ပဲသက်ကာယဒိဋ္ဌိကိုအမြန်ဆုံးတတ်တင်တယ်ဘာကိုအမြန်ဆုံးတတ်တင်တာ သက်ကာယဒိဋ္ဌိကိုသတ်လို့ ဦးဇင်းတို့ယောဂီတွေအဲ့သက်ကာယဒိဋ္ဌိရှိနေအပယ်ကိုကျိန်းနေကြအပယ်ကြားစေတတ်တဲ့အကုသိုလ်ကံတွေကအကုန်လုံးလိုက်အကျိုးပေးတော့တာဒါကြောင့်မလို့သက်ကာယဒိဋ္ဌိပြုတ်ဖို့အရေးမကြီးဘူးလား အရေးကြီးပါဗျာ အဲ့တဲ့တစ်ဆင့်တက်ပြီးမြန်အောင်ပြောရင်လေရင်ဝမှာလှန်စုနေတဲ့ပုဂ္ဂိုလ်ကသူ့ရင်ဝမှာစုနေတဲ့လှန်ကိုမနှုတ်သေးပဲနဲ့ခေါင်းကိုမီးလောင်နေတဲ့ပုဂ္ဂိုလ်ကသူ့ခေါင်းမှာလောင်နေတဲ့မီးကိုမငြိမ်းသေးပဲနဲ့သက်ကာယဒိဋ္ဌိကိုအရင်ဖြုတ်သိနေဒီစူးတဲ့ဒဏ်ချက်နဲ့မသေးဘူးလား သိပါလားဗျာ သေမှာဒါပေမဲ့လို့သေရင်သေပါစေတဲ့လှန်စူးလို့သေတာကတဘဝသက်ကာယဒိဋ္ဌိရှိရင်ဘဝတိုင်းသေမှာတဲ့ဒီတော့ဘု து အရင်ဖြုတ်တဲ့သက်ကာယဒိဋ္ဌိအရင်ဖြုတ်တဲ့တာလှန်ကိုနောက်မှဖြုတ်တဲ့
ခေါင်းကိုမီးလောင်နေတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလောင်နေတဲ့မီးကြောင့်သေနိုင်တယ်ဒါပေမဲ့လို့တဲ့အဲ့ဒီမီးကိုမငြိမ့်သေးပဲနဲ့သက်ကာယဒိဋ္ဌိကိုအရင်ဖြုတ်ပါဘာကြောင့်လဲဆိုတော့မီးလောင်လို့သေရင်ဒီတဘဝပဲသက်ကာယဒိဋ္ဌိရှိနေဘဝတိုင်းသေမှာဒါကြောင့်သက်ကာယဒိဋ္ဌိကိုအရင်ဖြုတ်ပါတဲ့မြတ်စွာဘုရားတိုက်တွန်းခဲ့တာအခုယောဂီတွေမြင်တဲ့နေရာမှာယုံနံခွဲရှုလိုက်တဲ့အခါကျတော့သက်ကာယဒိဋ္ဌိရှိသေးလားမရှိတော့ပါဗျာလိုက်ဆိုကြည့်မြင်တဲ့နေရာငါမပါယုံနံမြတာဖြစ်လေသည်ကဲသက်ကာယဒိဋ္ဌိမပြုတ်ဘူးလားပြုတ်သွားလားပြုတ်ပါတယ်ဗျာထို့အတူပဲလိုက်ဆိုကြည့်အတန်နာကြည်ရုပ်ခေါ်သည်ဇာတိစိတ်နံခေါ်လေသည်အတန်နာကြည်ရုပ်ခေါ်သည်ဇာတိစိတ်နံခေါ်လေသည်ကဲအတန်ရဲ့နာအကြည်ရဲ့နှမျိုးကိုပါခေါ်တယ်ရုပ်ယောဂီတို့စကားပြောတဲ့နေလည်းပဲမရှိဘူးလားရှိပါတယ်ဗျာကဲကိုယ်မှလည်းနာအကြည်တတ်မရှိဘူးလားရှိပါတယ်ဗျာနာအကြည်တတ်နားထဲမှာရှိတယ်အကြည်တတ်မရှိရင်နဘင်းနဲ့မကြားတော့ဘူးအဲ့တော့နာအကြည်တတ်ရှိလို့ကြားတာနာအကြည်လဲရုပ်ပဲအတန်လဲရုပ်ပဲကြားသိစိတ်ကြတော့နာကဲအဲ့တော့အတန်ကိုအာယုံပြုလဲရုပ်လို့ရှုနာအကြည်ကိုအာယုံပြုရင်လဲရုပ်လို့ရှုကြားသိစိတ်ကလေးကြတော့ကြားသိစိတ်ကိုအာယုံပြုရင်ကြားသိစိတ်ကိုနာလို့ရှုလိုက်အဲ့လိုရုပ်နာခွဲရှုလိုက်ရင်လိုက်ဆိုကြည့်ကြားတဲ့နေရာငါမပါယုံနာမြတာဖြစ်လေသည်ကဲကြားတဲ့နေရာမှာသက်ကာယဒိဋ္ဌိမပြုတ်ဘူးလားပြုတ်သွားလားပြုတ်သွားတယ်နောက်တစ်မျိုးလိုက်ဆိုကြည့်အနတ်နှာခေါင်းကြည်ရုပ်ခေါ်သည်နံသိစိတ်နံခေါ်လေသည်အနတ်နှာခေါင်းကြည်ရုပ်ခေါ်သည်နံသိစိတ်နံခေါ်လေသည်အနတ်ကိုလည်းဘာလို့ခေါ်လဲရုပ်နှာခေါင်းအကြည်တတ်လဲတခါတခါနှာစည်းနေအနံ့ရရဲ့လားနှာခေါင်းအကြည်ပြက်နေတာနှာခေါင်းအကြည်လည်းကောင်းတော့ပြန်ပြီးအနံ့ရတယ်ဒါကြောင့်အနံ့ရဲ့နှာခေါင်းအကြည်တတ်ကိုရုပ်လို့ရှုဘာနံ့ပဲရကောင်းတဲ့အနံ့လဲရုပ်ပဲမကောင်းတဲ့အနံ့လဲနှာခေါင်းအကြည်တတ်လဲရုပ်ပဲနံသိစိတ်ကြတော့နံအဲ့တော့ကောင်းတဲ့အနံ့နံလဲနံမှသိတာပဲမကောင်းတဲ့အနံ့နံလဲနံမှသိတာပဲအဲ့ဒီနံသိစိတ်ကြတော့နံလို့ရှုအဲ့လိုရှုလိုက်တယ်ဆိုရင်ငါနံတယ်ရှိသေးလားရှိပါဘူးဗျာလိုက်ဆိုကြည့်နံတဲ့နေရာငါမပါယုံနံမြတာဖြစ်လေသည်ကဲနံတဲ့နေရာမှာလဲယောဂီတွေသက်ကာယဒိဋ္ဌိမပြုတ်ဘူးလားပြုတ်သွားလားပြုတ်သွားတယ်အတန်မှာလည်းပဲအရေးကြီးတယ်နော်ဘာတန်ကြားကြားဘယ်လိုရှုမလဲရုပ်ပဲကြားသိစိတ်ကြတော့နာအဲ့လိုရှုပေးရမှာအဲ့တော့တခါတခါကျတော့လေတချို့ကအာတန်ကြားတာမိမ့်ပြီးနားထောင်နေတတ်တယ်မိမ့်ပြီးနားထောင်နေရင်အရှုပါသေးရဲ့လားမပါတော့ငါနားနဲ့ကြားတာငါကိုယ်တိုင်ကြားတာငါမဝင်ဘူးလားဝင်လာလားဝင်လာတယ်အဲ့တော့မင်းဘာညင်းအောင်မလဲအောင်မယ်တယောက်နဲ့တယောက်ပြောတော့ပြောနေလိုက်သေးတယ်အဲ့တော့ငါဆိုတာရှိရဲ့လားမရှိတာကြီးကအဲ့ဒါဆွဲထက်ပြီးပါလာတာဒီတော့လေကောင်းတာပြောလဲပဲယောဂီတို့ရုပ်လို့တာရှုလိုက်မကောင်းတဲ့အတန်ကြားလဲရုပ်လို့တာကြားနဲ့မဟုတ်ရင်ကောင်းတဲ့အတန်ကြားတော့ပြုံးနေတာမကောင်းတဲ့အတန်ကြားတော့မဲ့သွားတာပဲရှုံးမဲ့နဲ့တိတ်မကြိုက်တော့ဘူးတခါတည်းမျက်စောင်းထိုးတာတွေရောဘာတွေမပါဘူးလားပါတယ်မျက်စောင်းထိုးတာလည်းပါတယ်အဲ့ဒါမြင်တဲ့အခါကျတော့မျက်စောင်းထိုးတဲ့အထိုးခံရတဲ့ပုဂ္ဂိုလ်ကကြိုက်သေးလားမကြိုက်တော့ဘူးအဲ့တော့မျက်စောင်းထိုးတာကိုမြင်လိုက်တဲ့အချိန်မှာဘယ်လိုရှုမလဲရုပ်လို့ရှုပဲရှေ့ကမျက်စောင်းထိုးတဲ့အဆင်းကပါလေရုပ်မြင်သိစိတ်ကနာအဲ့ကြတော့မရှုတော့အောင်မနင်းငါဘာမှလို့မျက်စောင်းထိုးတာလဲဟောအရှုပါသေးလားမပါတော့ဘာဝင်လာလဲငါကိုဘာဖြစ်လို့မျက်စောင်းထိုးတာလဲငါမပါဘူးလားပါလာလားပါလာပါဗျာအဲ့တော့မြင်တိုင်းကြားတိုင်းနားစားတိုင်းရှုတတ်ပါစေတဲ့နောက်တစ်မျိုးကလိုက်ဆိုကြည့်အယတာရှာကြည်ရုပ်ခေါ်သည်သာတိစိတ်နံခေါ်လေသည်အယတာရှာကြည်ရုပ်ခေါ်သည်သာတိစိတ်နံခေါ်လေသည်ကဲအယတာအမျိုးစုံကိုလည်းပဲဘာလို့ခေါ်လဲရုပ်ရှာကြည်တတ်လဲရုပ်အသက်ငယ်ငယ်တုန်းကရှာကြည်တတ်သိတ်ကောင်းတာအသက်ကြီးတော့သိတ်မကောင်းတော့ဘူးတောင်းအရသာစားလိုက်လို့ရှိရင်ကောင်းတယ်ကိုမထင်ဘူးချိုးတယ်မထင်ဘူးအရသာရှိတယ်မထင်ဘူးကတွင်းတွေပြက်တယ်အဲ့ဒါဘာပြက်သွားတာရှာအကြည်ဓာတ်ပြက်သွားတာအဲ့ဒါအိုးလာတာတဲ့အဲ့တော့အရသာလည်းပဲရှိတယ်ချိုးချင်းစက်ငံခါအပန်6တန်အရသာတဲ့ချိုးရင်လည်းပဲဘယ်လိုရှုမလဲရုပ်ချင်းရင်လည်းစက်ရင်လည်းငံရင်လည်း
ဖားရင်လည်းရုပ်ပဲဖမ်းရင်လည်းရုပ်ပဲရှားအကြည့်ကိုလည်းရုပ်ပဲစားသိစိတ်ကြတော့နာလို့ရှုကဲအဲ့လိုရှုလိုက်တယ်ဆိုရင်စားတဲ့နေရာငါပါသေးလားမပါတော့ပါဗျာကဲကိုယ့်အကူဆိုကြည့်လိုက်စားတဲ့နေရာကိုယ့်အကူဆိုလိုက်ဆိုတော့ဦးစင်းကိုစောင်းဆိုရကဲစားတဲ့နေရာငါမပါယုံနာမြတာဖြစ်လေသည်စားတဲ့နေရာငါမပါယုံနာမြတာဖြစ်လေသည်စားတဲ့နေရာငါမပါယုံနာမြတာဖြစ်လေသည်ကဲစားတဲ့နေရာမှာငါပါသေးလားမပါပါဘူးနင့်မို့ရင်ငါစားတယ်ဆိုတာပါဝင်လာတတ်တယ်နောက်တစ်ခါလိုက်ဆိုကြည့်အတွေ့ကိုကြည်ရုပ်ခေါ်သည်ထိပိစိတ်နှံခေါ်လေသည်အတွေ့ကိုကြည်ရုပ်ခေါ်သည်ထိပိစိတ်နှံခေါ်လေသည်ကဲအတွေ့အထိမျိုးစုံကိုလည်းဘာခေါ်လဲရုပ်ကိုအကြည်ဓာတ်ကိုလည်းရုပ်ပဲယောဂီတို့မှာကိုအကြည်မရှိဘူးလားရှိတယ်သပင်မှာမရှိဘူးခြေသက်လက်သက်တွေမှာမရှိဘူးသပင်မရှိတော့ဖြတ်လို့နာသေးလားမနာဘူးခြေသက်လက်သက်တွေလည်းဖြတ်လို့မနာဘူးအဲ့ဒါကိုအကြည်ဓာတ်မရှိလို့ကြံတဲ့နေရာဆက်ယုံလေးနဲ့မနာဘူးလားအဲ့ဒါကိုအကြည်ဓာတ်ရှိလို့အဲ့ဒီကိုအကြည်ဓာတ်ကိုလည်းရုပ်လို့ရှုဘာပဲလာထိအတွေ့အထိကိုလည်းရုပ်လို့ရှုထိသိစိတ်ကလေးကြတော့ဒီမှသိလိုက်တဲ့စိတ်လေးကြတော့နာလို့ရှုတဲ့အဲ့ဒီလိုရှုလိုက်တယ်ဆိုရင်ကဲထိတဲ့နေရာမှာလည်းဘာနဲ့ပါရုပ်နဲ့နာငါပါသေးလားမပါဘူးဆိုလိုက်ထိတဲ့နေရာငါမပါရုပ်နာမြတာဖြစ်လေသည်ထိတဲ့နေရာငါမပါရုပ်နာမြတာဖြစ်လေသည်ထိတဲ့နေရာငါမပါရုပ်နာမြတာဖြစ်လေသည်နောက်တစ်မျိုးလိုက်ဆိုကြည့်သဘောစိတ်ကြည်ယုံနံမီကြံသိစိတ်နံခေါ်လေသည်သဘောစိတ်ကြည်ယုံနံမီကြံသိစိတ်နံခေါ်လေသည်ကဲနောက်တစ်မျိုးကသဘောတရားမျိုးစုံဓမ္မယုံနဲ့အဲ့ဒါနဲ့စိတ်အကြည်နဲ့ကဲစိတ်လည်းပဲရှိတယ်ယောဂီတို့တွေးတတ်ကြံတတ်တဲ့စိတ်မရှိဘူးလားရှိလားရှိပါဗျာရှိတယ်အဲ့တွေးတတ်ကြံတတ်တဲ့စိတ်နဲ့သဘောတရားမျိုးစုံဓမ္မယုံနဲ့ဆုံးတယ်ဓမ္မယုံဟာယုံနံ2မျိုးရှိတယ်ယုံအာယုံတွေကိုလည်းကြံစီတတ်တယ်နံအာယုံလည်းကြံစီတတ်တယ်တခါကျတော့အောင်မဲ့ကိုယ်နဲ့တွေ့ဘူးတဲ့တန်ငယ်ချင်းရုပ်ပုံတွေမြင်လို့အဲ့ဒါရုပ်ကိုကြံတာခေါ်တယ်တခါကျတော့အဲ့လိုမျိုးအရင်တုန်းကပျော်ခဲ့ရွှင်ခဲ့ဘူးတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ဘူးတဲ့စိတ်ကလေးတွေအာရုံပြုတော့ဝမ်းသာဘူးတယ်ဆိုပြီးတော့အဲ့ဒီစိတ်ကလေးတွေကိုသတိရတယ်အဲ့ဒါကစိတ်ကိုအာယုံပြုတာနာမ်ကိုအာယုံပြုတာဒီတော့သဘောတရားမျိုးစုံဓမ္မယုတ်ဒီယုတ်နာ2မျိုးရှိတဲ့အတွက်ယုတ်ကိုအာယုံပြုရင်ယုတ်လို့ရှုနာမ်ကိုအာယုံပြုရင်နာမ်လို့ရှုယောဂီတို့စိတ်အတွေးကြံဝင်တဲ့အခါယုတ်ကိုတွေးမိရင်ယုတ်လို့ရှုနာမ်ကိုတွေးမိရင်နာမ်လို့ရှုကဲအဲ့တော့တွေးတဲ့စိတ်ကိုလည်းပဲဘာလို့ပဲရှုမှာနာမ်လို့ပဲရှုမှာတွေးမှသိတဲ့စိတ်မရှိဘူးလားရှိလားရှိပါဗျာတရားထိုင်နေတဲ့အတော်လေးကျတော့လွင်ပြီးလဲပြီးရောတော်တော်လေးကြာမှလာပြီးတော့သိလိုက်တယ်ဖြတ်ခနဲ့ဆိုအော်ငါတရားထိုင်နေတွေးနေပါလားတွေးမှမသိဘူးလားသိတယ်အဲ့သိစိတ်ကိုလည်းဘယ်လိုရှုမလဲနာမ်လို့ပဲရှုတဲ့သဘောတရားကယုတ်နာ2မျိုးယုတ်အာယုံကိုကြံရင်ယုတ်လို့ရှုနာမ်အာယုံတွေးမိရင်နာမ်လို့ရှုအဲ့တွေးသိစိတ်ကိုကြတော့နာမ်လို့ရှုတဲ့အဲ့ဒီလိုရှုလိုက်မယ်ဆိုရင်တွေးတဲ့နေရာငါပါသေးလားမပါပါဘူးကဲလိုက်ဆိုကြည့်ကြံတဲ့နေရာငါမပါယုတ်နံမြတာဖြစ်လေသည်ကဲတွေးကြံတဲ့နေရာမှာလဲငါပါသေးလားမပါဘူးအဲ့တော့ကဲတတိထားနေရင်ငါဆွဲပြုတ်တယ်တက္ကာဒိဋ္ဌိပြုတ်တယ်အဲ့တက္ကာဒိဋ္ဌိပြုတ်ရင်ကျန်တဲ့အကုသိုလ်တွေလည်းမပြုတ်ဘူးလားပြုတ်နေလားပြုတ်နေတယ်ဒါကြောင့်မလို့ဒေဝဗုဒ္ဓသောကငြိမ်ပြောင်းအေးရောက်ဖို့မေးလျှောက်လာညာဩတုပြမနာတံအိန္ဒြိယတံဝရအိန္ဒြေ6ပါးမပေါက်ကြဖို့ထောက်ထားကရုဆောင်စည်းမှုကိုအညာတရမပြုတ်ခြင်းဝေနေရရေးတွေးကရှောင်ပဲကဖြင့်နေသာသလိုနေသမျှကဖြင့်ဘာနိနအပယ်လေးပြအိုနာတိဒုက္ခဘေးတို့ကြီးလေးရှားတောင်လူနာမြမတ္တဝအပေါင်းတို့၏ဒေါတိန်ဘေးရန်ကင်းပါအေးမြချမ်းသာကြောင့်တရားကောင်းကိုအဟံငါဖျားသည်အပတ္တိဟတိနအဘိပင်စိတမရှိသောသာပညုတညာနာသကုဏသဗ္ဗညုတညာတိသောမျက်လုံးတော်အစုံဖြင့်ဩလောကင်တော်ပြီကြည်ရှုပင်ကြည်ရှုပါတော်လဲ
နာပတမိရေရေမမမြင်နိုင်တင်လဲမထင်နိုင်ပေတော့ဒီတကားဒါဥစဉ်တို့ယောဂီတွေအိန္ဒြေ6ပါးကိုတတိထားပြီးတော့ရှုပွားစောင့်ရှောက်ပုံပြောတာအဲ့ဒါယောဂီတွေအိန္ဒြေလုံးအောင်ရှုရောရှုဖြစ်လားရှုပါရှုဖြစ်တယ်ကဲရှုဖြစ်တော့လုံမလားမလုံပါဘူးမလုံဘူးဒုက္ခပဲနော်အပေါက်ကြီးတယ်ပဲအဲ့တော့လုံမလုံတိုင်းတာကြည့်အောင်နော်ယောဂီတွေအခုလုံလားမလုံလားကိုသိလားမသိသေးဘူးသိတော့သိပါတယ်မလုံဥစဉ်တိုင်းတာပြမှာဟိုးတော့ကဆရာတော်တစ်ပါးရှိတယ်သူကတရားတကယ်အားထုတ်တာတရားအားထုတ်တော့လေသူ့စိတ်မှာအကုသိုလ်ဆိုတာမရှိဘူးအဓိကသူကအဲ့ဒါမြင်သမျှအာယုန်တွေကိုရှုနေတာအာတုပရှုတဲ့အခါရှုရုပ်ရှုတဲ့အခါရှုအဲ့လိုရှုရေးနဲ့နေတာရှုနေရင်ကနေပြီးတော့တနေ့တော့သူကအဲ့ဒါလမ်းမှာဆွမ်းကန်ကြွတဲ့ချိန်အိတ်တိမ်မှာလင်မယားနှစ်ယောက်ရံဖြစ်ရောရံဖြစ်ပြီးတော့လင်ယောက်ျားကိုစိတ်ဆိုးမိန်းမကနစ်အိမ်ငါမနေဘူးပြန်မယ်ဆိုတဲ့ခါလဲအိမ်ပေါ်ဆင်းရောဆင်းကနေရိုးဆင်းတာမဟုတ်သူကအဲ့ဒါမှန်ရှိသွားပြီးတော့တဏှာပန်းနတာကြကြနာဖိလိမ့်ပြင်းစဲအဝတ်စားတွေလဲပြီးမှဆင်းလာတာဆင်းလာပြီးတော့ရွာရိုးလျှောက်သွားရင်းနဲ့ဆွမ်းငံကြွတဲ့ကိုရောနာလည်းရောက်ရောဒီကိုရောအိန္ဒြေတဲကောင်းတယ်အိန္ဒြေရင့်မရင်စမ်းကြည့်အောင်မယ်ဆိုပြီးတော့ဟားတိုက်ပြီးရီလိုက်တာဟားတိုက်ပြီးလဲရီလိုက်ရောကိုရောကအတန်ကြားတယ်ဘယ်လိုရှုမှလဲယောဂီတွေရှုနိုင်မှာမလားဘာတန်လဲဘာတန်သူတို့အဲ့ဒါလိုက်မှာဟိုမှာရှုလိုက်တယ်အဲ့ဒါရုပ်တယ်ရုပ်လို့ရှုပြီးတော့ကဲကြည်ကျင်စိတ်ပေါ်လာတဲ့နာမ်လို့ရှုကျူးလိုက်ကြည့်လိုက်တဲ့အခါကျရုပ်လို့ရှုအဲ့လိုရှုလိုက်တော့လေအဲ့ဒီအမျိုးသမီးကဟားတိုက်ပြီးရေတော့သွားတွေကပေါ်နေရောအဲ့ဒီသွားတွေကိုသူရှုလိုက်တာတကိုယ်လုံးအဲ့သွားကနေဆက်ပြီးတော့အယိုးစုကြီးလို့မြင်သွားတယ်တဲ့သွားကနေဆက်ပြီးတော့တကိုယ်လုံးဘာလို့မြင်သွားအယိုးစုကြီးလို့မြင်သွားအမျိုးသမီးလို့သူ့စိတ်ထဲမှာရှိသေးတာမရှိပါဘူးဗျာမရှိတော့ဘူးအယိုးစုလို့ပဲသူ့စိတ်ထဲထင်သွားတော့တာအယိုးစုလို့လည်းထင်သွားလိုက်ရောဒါအဋ္ဌိကကမ္မထမ်းပဲဆိုတော့အယိုးစုနဲ့ဆက်ပြီးတော့ပွားအဲ့နာမှာတော့ကြသူ့ယောက်ျားကလိုက်လာရောလိုက်လာပြီးတော့မေးတယ်အရှင်ဘုရားစောစောကဟောဒီနာမှာအမျိုးသမီးတယောက်ဖြတ်သွားတာမတွေ့ဘူးလားလို့မေးတော့ကိုတော်ကဘာပြန်ဖြေလဲဆိုတော့နာပိဇာနာမိအိဋ္ဌိဝပုရိသောဝဤတော်ကတောအပိဇာအဋ္ဌိပုံဇောဝကေစတေသမဟာပတိတကားကြီးဒီနာကဖြတ်သွားတာမိမလားယောက်ျားလားတော့ကြုံမသိဘူးအယိုးစုကြီးတစ်ခုတော့ဖြတ်သွားလေရဲ့တဲ့ကဲသူ့စိတ်ထဲအကုသိုလ်ဖြစ်ပါအောင်မလားမဖြစ်ပါဘူးမဖြစ်ဘူးအိန္ဒြေမလုံဘူးလားလုံလားလုံပါဘူးလုံနေတတိလေးနဲ့ကြည်လိုက်တော့အိန္ဒြေလုံနေယောဂီတွေအဲ့လိုမြင်မလားမမြင်ဘူးအိမ်ကလိုက်လာရင်ဟဲ့သမီးသားအယိုးစုလားသမီးသားသားသမီးကြီးတို့မြင်နေတာအဲကြောင့်အိန္ဒြေလုံအောင်အဲ့လိုတတိနဲ့အမြဲစောင့်ရတယ်တဲ့ကဲဒါကအိန္ဒြိယတံဝရအကျင့်တစ်ခုနောက်တဲ့အကျင့်တစ်မျိုးဘုရားရှင်ကတပတ်တအဝတ်အစားမပန်သွားပဲတရားရင့်တန်အကျင့်မှန်ကိုကျင်ကြံကြိုးကိုအထုတ်ပေလတန်လေးကအကျင့်မြတ်ကိုအညတရမပြုခြင်းဝေနေရရွရွတွေးပါချောင်ပဲကားဖြင့်နေသာတလို့နေသမျှကားဖြင့်တဲ့ကဲလိုက်ဆိုကြည့်အဝတ်အစားမပါလွားကြိုးစားကျင်ရမည်အဝတ်အစားမပါလွားကြိုးစားကျင်ရမည်အဝတ်အစားမပလွားကြိုးစားကျင်ရမည်ဆိုလိုက်ပါအဝတ်အစားမပလွားကြိုးစားကျင်ရမည်အဝတ်အစားမပလွားကြိုးစားကျင်ရမည်အဝတ်အစားမပလွားကြိုးစားကျင်ရမည်ဒါတရားကျင့်တဲ့နေရာမှာအဝတ်ပြိုင်အစားပြိုင်လို့ရပါမလားမရပါဘူးဗျာအဝတ်အစားလာပြီးတော့ပြိုင်ကြတာမဟုတ်ဘူးကောင်းတဲ့အဝတ်ဖြစ်ဖြစ်မကောင်းတဲ့အဝတ်ဖြစ်ဖြစ်ကောင်းတဲ့အစားဖြစ်ဖြစ်မကောင်းတဲ့အစားဖြစ်ဖြစ်အဲ့ဒါသိခံပြီးဝတ်သိခံပြီးစားပြီးတော့တရားကျင့်ရတယ်ငါအိမ်မှာစားတဲ့အစားအစာမျိုးနဲ့မတူဘူးမစားနိုင်ဘူးဆိုရင်အဲ့ဒါတရားရပါမလားမရပါဘူးဗျာအေးသိခံပြီးတော့ခေါင်းပါကျင့်တဲ့တန်လေခအကျင့်ဆိုတာအဲ့ဒါပြောတာအဝတ်လည်းပဲသိခံနိုင်ရမယ်အစားလည်းပဲသိခံနိုင်ရမယ်အဲ့လိုသိခံနိုင်မှတရားရမှာသိမခံနိုင်ရင်ကြီးများနေတာနဲ့အဲ့ဒါဘယ်သူနဲ့မှတော့မတည့်ဘူးတရားရဖို့နေတာဒါကြောင့်မလို့တရားကျင့်တယ်ဆိုရင်အဝတ်အစားတွေကိုအဓိကမထားဘဲနဲ့တရားအတွက်အဓိကထားပြီးကြိုးစားကျင့်တဲ့ဒါကတန်လေခအကျင့်နောက်အကျင့်တစ်မျိုးကအိန္ဒြိယတန်
ဘောဇသစ္စာလည်းအမြမြင်ဖို့ဘောဇင်တရားခုနှစ်ပါးကိုအညာတရမိမိတန်တန်အပန်ပန်ဝဲမန်မန်မပွားကျင်ပယ်ထား၍တဲ့ဘောဇင်ခုနှစ်ပါးကိုမကျင်ပဲနဲ့နိဗ္ဗာန်ကိုဘယ်နည်းနဲ့မှမရနိုင်ဘူးတဲ့အဲ့တော့ဘောဇင်ခုနှစ်ပါးအကျင့်ကိုလိုက်ဆိုကြည့်အရှုခံတွင်တတိတင်ထားလျင်တတိတံဘောဇင်အရှုခံတွင်တတိတင်ထားလျင်တတိတံဘောဇင်အရှုခံတွင်တတိတင်ထားလျင်တတိတံဘောဇင်အရှုခံအာယုန်ဒီပေါ်မှာတတိထားရင်တတိတံဘောဇင်ဘာတံဘောဇင်လဲတတိတံဘောဇင်အေးဒါဘောဇင်အကျင့်ဆိုတာအဲ့ဒီအကျင့်ပဲတတိသည်ဘောဇင်အကျင့်ပဲအခုယောဂီတို့တရားရှုတဲ့အခါအရှုခံအာယုန်ပေါ်မှာတတိမထားဘူးလားထားရပါဘူးဗျာနာတိဗျာလေတိုးတဲ့နေရာလေးကိုတတိထားနေတော့တိုးမှန်းမသိဘူးလားသိလားသိပါပါဗျာအိမ်မှာနေတော့အသက်မရှူဘူးလားရှူပါဗျာရှူတယ်ဒါပေမဲ့လို့အသက်ရှူနေမှသိရလားမသိပါဘူးမသိဘူးတတိမထားတော့မသိဘူးတတိထားတော့သိလာတယ်တတိမမူဂူမမြင်တတိမူတော့မြူတော်မြင်တယ်တဲ့တတိမမူတော့လေတွေးကြံတွေးငေးကြံငေးသွားနေတာတောက်တန်ဝရောက်လို့ဂူကြီးတစ်ခုလုံးကိုယ့်ရှိခံနေတာမမြင်ဝင်တိုက်ရောတဲ့အဲ့တော့တတိထားမိတဲ့အခါကျတော့လေတတိထားကြည့်လိုက်တဲ့အခါကျတော့ကိုယ့်ရှိမှာမြူမုံလေးတွေရှိတာတောင်သိတယ်တဲ့ဒါကြောင့်ယောဂီတို့အရှုခံအာယုံထင်ရှားဖို့အတွက်ဘာလို့လဲတတိလိုတယ်အဲ့တော့အရှုခံအာယုံလေးပေါ်မှာတတိတင်ထားလိုက်တာဒီတတိတန်ဖို့စင်ပါပဲတဲ့တရားရှုတာတတိမပါဘူးလားပါလားပါပါဗျာအေးအဲ့ဒါပူတဲ့အဲ့ဒါတိုးတဲ့နေရာကိုပြောတာပူတာရှုရင်လည်းပူတဲ့အပေါ်မှာတတိထားအေးတာရှုလည်းအေးတဲ့အာယုံလေးပေါ်မှာတတိထားအဲ့ဒါတတိတန်ဖို့စင်တဲ့ကဲနောက်တစ်မျိုးလိုက်ဆိုကြည့်အရှုခံတွင်ရှုဉဏ်ဝင်ရှုလျင်ဓမ္မဝိစယတန်ဖို့စင်အရှုခံတွင်ရှုဉဏ်ဝင်ရှုလျင်ဓမ္မဝိစယတန်ဖို့စင်အရှုခံတွင်ရှုဉဏ်ဝင်ရှုလျင်ဓမ္မဝိစယတန်ဖို့စင်အရှုခံအာယုံပေါ်မှာရှုဉဏ်ဝင်လာလို့ရှိရင်ဓမ္မဝိစယတန်ဖို့စဉ်ဘာတန်ဖို့စဉ်လဲဓမ္မဝိစယတန်ဖို့စဉ်အေးအဲ့ဒါလေယုတ်နဲ့တခါတည်းဉာဏ်လေးနဲ့ရှုတိုးနေတာလေးတစ်ချက်ချင်းသိအောင်ဉာဏ်လေးနဲ့ရှုရင်ဓမ္မဝိစယတန်ဖို့စဉ်နဲ့ရှုတဲ့အထက်မှာအဲ့ဒီဖို့စဉ်မပါဘူးလားပါပါဗျာပါတယ်နောက်တစ်မျိုးလိုက်ဆိုကြည့်အရှုခံများလွတ်မသွားကြိုးစားဝိရိယတန်ဖို့စဉ်အရှုခံများလွတ်မသွားကြိုးစားဝိရိယတန်ဖို့စဉ်အရှုခံအာယုံလွတ်မသွားအောင်လို့ကြိုးစားပန်းစားရှုနေတာကဝိရိယတန်ဖို့စဉ်ဘာတန်ဖို့စဉ်လဲဝိရိယတန်ဖို့စဉ်အခုယောဂီတို့တရားရှုတော့အဲ့ဒီဝိရိယမပါဘူးလားပါပါဗျာမေတိုးသဘောလေးပေါ်ကစိတ်လွတ်သွားမှဆိုလို့ကြိုးစားလိုက်ရတာအဲ့ဒါဝိရိယတန်ဖို့စဉ်တဲ့နောက်တစ်ခုဆိုကြည့်အရှုခံမှာစိတ်တည်တာခေါ်ပါတမာတိတန်ဖို့စဉ်အရှုခံမှာစိတ်တည်တာခေါ်ပါတမာတိတန်ဖို့စဉ်အဲ့ဒီလိုကြိုးစားပန်းစားရှုလိုက်တဲ့အတွက်ရှုခံအာရုံပေါ်မှာစိတ်ကလေးတီးနေတယ်ဆိုရင်ဘာတန်ဖို့စဉ်တမာတိတန်ဖို့စဉ်10မိနစ်တည်ရင်10မိနစ်တမာတိပဲမိနစ်ဝက်တည်ရင်မိနစ်ဝက်တမာတိပဲ2မိနစ်တည်ရင်2မိနစ်တမာတိပဲအဲ့ဒီတမာတိတန်ဖို့စဉ်လည်းမပါဘူးလားပါပါဗျာအဲ့ဒီ၄မျိုးအလုံးလုံးရတာတတိထားတော့အာယုံလေးထင်ရှားလာတဲ့လွတ်မသွားအောင်ဝိရိယလေးနဲ့ကြိုးစားလိုက်တော့အဲ့ဒီစိတ်ကလေးဟာလေအရှုခံအာယုံပေါ်မှာတီးနေတယ်အဲ့ဒါတမာတိပဲတီးနေတဲ့အချိန်ကျညံလေးနဲ့ရုပ်ပဲနာမ်ပဲရှုချလိုက်တယ်ဘယ်နှမျိုးလဲ၄မျိုးတဲ့အဲ့ဒါအလုတ်လုတ်တဲ့ကာရကဘုဇင်လို့ခေါ်တယ်အဲ့ဒီကာရကဘုဇင်နဲ့အလုတ်လုတ်လိုက်ရင်ဘာတွေဖြစ်လာလဲဆိုတော့လိုက်ဆိုကြည့်ကိုယ်စိတ်နှပြယုံနံရှုွယ်ဉာဏ်မြင်တဲ့နှစ်သက်ပီတိတန်ဖို့စဉ်ယုံနံရှုွယ်
ဉာဏ်မြင်တဲ့နှစ်သက်ပီတိတန်ဖို့စဉ်စောစောကပြောတဲ့တရား၄မျိုးနဲ့ကြိုးစားပန်းစားရှုလိုက်တဲ့အခါကျရုပ်တည်နာတွေထင်းကနေလင်းကနေတစ်ခုပြီးတစ်ခုမြင်လာတယ်ယုံနာတို့ရဲ့ဖြစ်မှုပြမှုတွေလည်းမြင်လာတော့အမြင်တွေပေါ်သဘောကျနှစ်သက်တဲ့ဘာပေါ်လဲပီတိတန်ဖို့စဉ်ဘာတန်ဖို့စဉ်လဲပီတိတန်ဖို့စဉ်ဒါကောကမမြင်ဘူးတဲ့အမြင်ထူးလေးတွေလည်းမြင်လာရောနှစ်သက်သဘောကျတဲ့ပီတိတန်ဖို့စဉ်ပေါ်လာတယ်တဲ့နောက်တစ်မျိုးဘာပေါ်လာလဲလိုက်ဆိုကြည့်ကိုယ်စိတ်နှဖျားငြိမ်းချမ်းလားထိုဟာပတ္တိတန်ဖို့စဉ်ကိုယ်စိတ်နှဖျားငြိမ်းချမ်းလားထိုဟာပတ္တိတန်ဖို့စဉ်ကဲအဲ့လိုနှစ်သက်မှုပီတိဝင်လာပြီဆိုတော့ကိုယ်တွေစိတ်တွေပင်ပန်းအောင်မလားနှစ်သက်သဘောကျနေပြီဆိုတော့ကိုယ်တွေစိတ်တွေလည်းငြိမ်းချမ်းလာတယ်တဲ့ထိုင်လို့ထိုင်ရမှမသိတော့ဘူးအေးချမ်းလိုက်တာဆိုတဲ့ပတ္တိတန်ဖို့စဉ်ဘာတန်ဖို့စဉ်လဲပတ္တိတန်ဖို့စဉ်လည်းပေါ်လာတယ်နောက်တစ်မျိုးဆိုကြည့်အရှုခံမှာမြတ်တာစွာရှုတာဥပိ္ပခာတန်ဖို့စဉ်အရှုခံမှာမြတ်တာစွာရှုတာဥပိ္ပခာတန်ဖို့စဉ်အရှုခံအာယုံပေါ်မှာမြတ်မြတ်တတရှုနိုင်သွားတာကဥပိ္ပခာတန်ဖို့စဉ်အာယုံကောင်းလဲလောဘမဖြစ်အာယုံမကောင်းလဲဒေါသမဖြစ်ဘူးအာယုံကောင်းလို့လဲမတတ်မဲ့ဘူးအာယုံမကောင်းလို့လဲစိတ်မပြည့်ဘူးကောင်းကောင်းမကောင်းကောင်းသဘောတရားမြတ်မြတ်တတလေးထားပြီးရှုနိုင်တာကဥပိ္ပခာတန်ဖို့စဉ်ဘုဇင်ဘယ်နှပါလဲ9ပါးအဲ့ဒီ9ပါးကိုကျင့်ရင်ဘယ်ကိုရောက်မလဲနိဗ္ဗာန်ကိုရောက်မယ်တောကတွေငြိမ့်ပြောက်အေးရောက်မယ်အေးတက်နိဗ္ဗာန်ကိုရောက်မယ်လို့မြတ်စွာဘုရားကအဲ့ဒီဘုဇင်9ပါးအကျင့်တရားကိုအဆုံးထားပြီးတော့အဲ့ဒီသုဗ္ဗမနတ္တကိုဟောပေးဒေသနာလဲဆုံးတော့သုဗ္ဗမနတ္တနတ်သမီး900နဲ့တကွသောတာပန်ဖြစ်သွားတယ်တဲ့ကဲသူမှကြောက်တတ်လွန်အားကြီးလို့စိုးရိမ်လွန်အားကြီးကြောက်လွန်အားကြီးလို့သွားပြီးတော့တရားနာဘုရားကကျင့်ပုံကျင့်နည်းတွေသင်မပေးဘူးလားသင်ပေးပါတယ်ခင်ဗျာသင်ပေးတာလေအဲ့ဒါနာရင်းနဲ့ကျင့်သွားတာတရားလဲဆုံးတော့သောတာပန်ဖြစ်ပြီဆိုတော့အပေကြမှာကြောက်သေးလားမကြောက်ရတော့ဘူးသူအပေလုံးဝမကြတော့ဘူးအဲ့တော့အပေကြရမယ်ဘေးလည်းပဲလွတ်သွားပြီတဲ့ဒါကြောင့်ကြောက်တတ်သူတွေဟာအဲ့ဒီဘုဇင်တရား9ပါးအိန္ဒြေ6ပါးတန်လေခအကျင့်တရားတွေကိုမကျင့်ဘူးလားကျင့်ရမလားကျင့်ရမှာပါဗျာဒါကြောင့်ကြောက်တတ်သူများမြဲရှုပွားဆိုတဲ့ဒီတရားတော်ကဘယ်လိုအနေမျိုးနဲ့ကြောက်တဲ့ပုဂ္ဂိုလ်အလုံးအဲ့ဒါရှုနိုင်ပွားနိုင်အားထုတ်နိုင်မယ်ဆိုရင်အကြောက်တရားတွေလွန်မြောက်တကယ်ငြိမ်းချမ်းတဲ့နိဗ္ဗာန်ကိုရောက်မှာဖြစ်တဲ့အတွက်ဒီတရားတော်ကိုဟောပါတယ်ဒီတရားတော်ကိုနာကြားတဲ့တရားတော်မှာပေါင်းသူတော်ကောင်းတို့ကလည်းပဲမိမိတို့တန်တန်မှာအကြောက်တရားတွေကင်းဝေးနေနိုင်ရေးအတွက်အခုပြောခဲ့ပြီးတဲ့အိန္ဒြေ6ပါးဆောင်စားတဲ့တတိတရားရဲ့တန်လေခအချင်းမြတ်ဘုဇင်အချင်းမြတ်တွေကိုကျင့်နိုင်ကြတဲ့ဖြင့်အကြောက်တရားကင်းဝေးတဲ့နိဗ္ဗာန်ကိုရောက်နိုင်ကြပါစေလို့ပါဒနာစုပြုရင်းနဲ့တရားဏီကုံချုပ်ကြရအောင်ဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာဟိသာဘာတိတောဒေနာတဘေဒုက္ခယံတုဇနာဣဋ္ဌသမင်ကိနောဗုဒ္ဓေနာရဟံတသုတယံဘူကိုင်းဒုနိုင်မမြင်ဂေါတမဘုရားရှင်သည်အာယသဘာတိတောထံကရိုင်းပယပြပြတာတာထိခရွတ်ဆွေဟောကြားအပ်သောအယံဓမ္မောကြောက်တတ်သူများမြဲရှုပွားအမည်ရှိတဲ့ဤသူဗျမသုတ်တံကိုဒေသနာ